င်ကျင်းပပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်သောတယုတ်တနိကေနာလန္ဒဝတ်မှာဘုရားရှင်တော်မြတ်ဟောကြားတော်မူခဲ့သောသုန္ဒသုတ်တံကိုအခြေခံတဇာစဉ်ဟောကြားအပ်သောအငိုတိတ်ပါဒီပြီးသောတရားတော်ပြိဿိပါတရားအငိုတိတ်ပါလို့တရားမြည်ကိုဘုန်းကြီးတို့ဒီလိုပဲအမည်ပေးပါမယ်ရှင်းကလည်းပဲသရောဘုရားကြီးများရဲ့ဂုဏ်ကျေးဇူးများကိုရှင်တော်မြတ်ဘုရားလက်ထက်တော်ကအရှင်သာရိပုတ္တရာရှင်မမောက္ကလံမထေရမြတ်ကြီးတို့ရဲ့ဂုဏ်တရားများနဲ့နိုင်ပြီးတော့ရှင်းကညီတော်နောင်တော်များဟောသွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တော့ဘုန်းကြီးကဒီသုတ်တံပဲဟောပါမယ်။ဘာတရားလဲ။အမှုတိတ်ပါတဲ့။ဒါကြောင့်တရားတော်ကိုမဟောကြားမိမနာကြားမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်တရားတော်မြတ်ရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်များကိုတည်ကျူးဖွဲ့ဆိုထားတဲ့ဘာသာတော်မြတ်ကိုရွတ်ဆိုပူဇော်ပြီးတော့ဘုန်းကြီးတို့ဓမ္မသဘင်ပွဲပါမယ်အလုံးတော်ဓမ္မဆွေတော်မျိုးတော်ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ကလည်းပဲလက်အုပ်လေးတွေချီမျက်လွှာလေးတွေချတရားနာနေတဲ့အချိန်မှာတယ်လီဖုန်းများကိုပိတ်ထားပြီးတော့ငြိမ်ငြိမ်သက်သက်နဲ့ပူဇော်ကြရအောင်ဘုရားတော်အာယုံယူပြီးတော့ဖြည်းဖြည်းလေးလေးရွတ်ဆိုပူဇော်ပေးပါမယ်အလုံးကလည်းအာယုံပြုပြီးတော့တည်တည်ချာချာပူဇော်ကြရအောင်ဘုရားလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝဇေနဒုက္ခိတာဟောတုသာတောဘုဒ္ဓအရဟတသုသယံဘုဂိုင်ဒုနာဣမမြင်ဂေါရမဖျားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့ဤခိတာအာယလောကီလောကုတ္တရာနဗျာသောအစီအပွားအလိုငါလောကေလူပြေနယလောကတအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလီရံဖိုလီရံနိဗ္ဗာန်ပရိယောဆွသောအမြတ်တော်ထာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသန္တရာချမ်းသာဖို့ယံအလိုငါလောကေလူပြေနယလောကတအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏သ
သံဃောမခထံလီရောက်ဖလထံလီရောက်ဆွသောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွာယခုလည်းရှိထင်ပေါ်သံဃာတော်အရှင်မြတ်အပေါင်းတို့သည်သဝပါဏိနံခသိမြတ်စွာတတဝါတို့ဤအနုတရအတုမရှိမြလစွာသောပုံညခေတံကောင်းမှုမျိုးတို့ဆိုင်ပြုကြချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနယလောကတအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတေနသစ္စာဝဇေနဤသို့နှုတ်သံဖော်ထုတ်ပြန်၍ဟောမှစွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်စိတ်ကောင်းဝင်ရကုန်သောသင်သူတော်စင်တရားနာပရိသတ်အပေါင်းတို့သည်ဒုက္ခိတအန္တရေပျောက်ပြက်စီဝါတက်လျက်စေစရွှင်လန်းဝဘတတာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒပိပရာနုဝါဒပိတန္တာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကုရှိ၍စိုးရိမ်မနောကြောင့်ကြဘူးဆွေငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလောအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာသလိုတတ်တာသလိုထိုက်ပြီးတော့နာကြမှာဘာတရားလဲအငိုတိတ်ပါတဲ့ဧကံသမယံဘဂဝါသောတိယံဝိဟရတိစေတဝနေအနာထာဗိဓိကတာအာရမေဧကံသမယံအခါတဝ၌ဘဂဝါဘုရော၆ပါးသခင်ဖျားရှင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိပြည်၌အနာထဗိဓိကတအနာထဗိသတိဤအာရမေယံဖြစ်သောဝါနှလုံးမွေ့လျော်ပျော်မွေ့ဝေယဖြစ်သော
စေတဝဏီစေတော်ရောက်မောင်းတတိကြောင့်၌ဝိဟရတိလျောင်းထိုင်ရသွားလေးပါဣရိယာသာယာရွှင်ပြောတဲ့ရင်သုံးလျက်နေတော်မူခဲ့ပါပေတည်းဘုရားကျောင်းပါသခင်ဖျားရှင်ကိုရောမြတ်ကြီးတတ်တော်ထင်ရှားရှိစဉ်ကာလတုန်းကသာဝတိမျိုးရဲ့မြို့ထိပ်မှာအနာတပိတတိကြီးဆောင်းလုံးလူတောင်းထားတဲ့ဇေတော်ရွှေကျောင်းတော်ကြီးမှာချမ်းချမ်းသာသာနဲ့တည်င်းသုံးလို့နေတော်မူခဲ့ဥပါတယ်ပြိတ္တိဖျားရှင်ဘယ်မှာတည်င်းသုံးလုံးကလဲစေတော်ရွှေကျောင်းသာဝတိမျိုးရဲ့မြို့ထိပ်မှာအနာတပိတတိကြီးဆောက်လို့လူတောင်းထားတဲ့ဇေတော်ရွှေကျောင်းတော်ကြီးမှာရှင်တော်မြတ်ဗျာချမ်းချမ်းသာသာနဲ့တည်င်းသုံးလို့နေတော်မူတဲ့အချိန်တုန်းကဒီနေ့ဇေတော်ရွှေကျောင်းတော်ကြီးရဲ့မိုးဥဝါကနေအရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အလိုအကျွေးလည်းဖြစ်တော်မူညီငယ်တစ်ပါးလည်းဖြစ်တော်မူတဲ့အရှင်စုံဒမထေရပြိဿဘယ်မတိအရှင်သာရိပုတ္တရာကြီးနဲ့ဘယ်လိုပတ်သက်ညီငယ်တစ်ပါးလည်းဖြစ်တော်မူတဲ့အလိုအကျွေးရန်တော်ဖြစ်တော်မူတဲ့အရှင်စုံဒမထေရမြတ်သည်စေတော်ရွှေကျောင်းတိုက်တော်ကြီးရဲ့မိုးဝါကနေရင်ဝင်ထဲမှာလဲသပိတ်သင်္ကန်းပရိခရာ၈ပါးကိုပိုက်တွယ်လို့လာတယ်ရင်ဝင်ထဲမှာလဲပရိခရာ၈ဖြာကိုပိုက်ပြီးတော့ပရိသယေတဝေကညာဟင်းသားနဲ့ခြေလမ်းများနဲ့တလန်းချင်းနဲ့ဇေတော်ကျောင်းတိုက်အတွင်းကိုကြွာလန်းလို့ဝင်လာရတယ်စေတော်ကျောင်းတိုက်ရဲ့မုတ်ဥကနဲ့အရှင်စုံဒမထေရမြတ်ကလည်းသင်္ကန်းသပိတ်ပရိကရာ၈ပြားကိုပိုက်ပြီးတော့ကြွလာဂါနာကိုတိတိုက်ရှိမှသတင်းသုံးနေတဲ့အရှင်အာနန္ဒာကလည်းမြင်နေတယ်ဟောညီငယ်စုံဒကြွလာတဲ့ခြေလမ်းတွေကလည်းဓမ္မသံဝေကညာရင့်သားပွားများရင်လည်းကြွလန်းလို့လာနေတယ်မိမိအသုံးဆောင်မဟုတ်တဲ့သင်္ကန်းသပိတ်ပရိခရာ၈ပြားဖြစ်တဲ့အတွက်ကြောင့်ရင်ဝင်ထဲကိုပိုက်ပြီးတော့လာနေတယ်ဘယ်ချင်းရဘယ်ကိစ္စနိုင်များကြွလာပါလေဆိုတဲ့အတွေးနဲ့မြင်တော်မူနေတဲ့အရှင်အာနန္ဒာမထေရမြတ်ကလည်းစောင်းပြီးတော့ဖူးတွေ့နေတယ်တပြေးတပြေးနဲ့ညီတော်နောင်တော်တပြေးတပြေးနီးလာတဲ့အချိန်အရှင်သုဏမထေရမြတ်ကဘာစကားမှမပြောသေးခင်အရှင်အာနန္ဒာမထေရမြတ်ကနှုတ်ခွန်းဆက်တယ်ညီငယ်အရှင်သုဏမထေရဘုရားအရှင်ဘုရားကြွလာတဲ့ခြေလမ်းတွေကလည်းဓမ္မသံဝေကညာရင်သာစွာပွားများရင်းနဲ့ကြွလန်းလို့လာနေတယ်အရှင်ဘုရားရဲ့ရင်ဝင်ထဲမှာလည်းပဲသင်္ကန်းသပိတ်ပရိခရာ၈ပြားကိုစနစ်တကျပွေ့ချီလို့ကြွလန်းလို့လာနေတယ်ဘယ်ချင်းရနဲ့များညီငယ်ကြွလာတာတော့ကြွပုံကတော့ထူဆန်းနေပြီဖျားနှုတ်ခွန်းဆက်အရှင်သုဏမထေရအရှင်အာနန္ဒာမထေရမြတ်ရဲ့အနီးမှာသင်္ကန်းသပိတ်ပရိခရာကိုခြာရင်းနဲ့လျှောက်တော်မူ၏ဗန္တိအာနန္ဒာအရှင်ဘုရားအာနန္ဒာအရှင်ဘုရားမိန့်ကြားတော်မူလိုက်တဲ့အတိုင်းပါပဲဖျားဟောဒီတပိယောရဲ့ရင်ဝင်မှာပွေ့ကြည့်လာတဲ့သင်္ကန်းသပိတ်ပရိခရာ၈ပြားသည်တပိတော်ရဲ့ကိုယ်ပိုင်သင်္ကန်းသပိတ်ပရိခရာ၈ပြားမဟုတ်ပါဗျာဗန္တိကြီးညိုလေးစားရပါတယ်နောင်တော်ကြီးအရှင်အာနန္ဒာမထေရမြတ်ဗျာအရှင်ဘုရားတို့ရဲ့နောင်တော်ကြီးတပိတော်တို့ရဲ့သွေးနဲ့ဆက်တဲ့အကိုကြီးဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသည်ဟိုမကရာတိုင်းကနာလကဆိုတဲ့ရွာငယ်လေးမှာသူ့ကိုမွေးဖွားပေးခဲ့တဲ့မေတော်ကြီးရဲ့တိုက်ခန်းကျင်ကျင်လေးထဲမှာအမေကိုနောက်ဆုံးကျေးဇူးဆက်တရားတွေဟောကြားပြီးတဲ့အချိန်အမေရဲ့နှလုံးသားထဲမှာတရားတို့တရားမြတ်တွေစတင်ခိမ့်သွားတဲ့အချိန်မှာပဲဟ
Hori Boa Yegani Ajitain Twello, Brainiban, San Jua, Waro, Muge Babi, Shimya Paya Shimbaya Hori the Via Yimwema, Wichila, Dinga, the way, Breakra Shipyadi, Nano Yita Dotisha, Season Kala Runga, Kurai Hoyong, Kurai Swangam, Pombi Gede, Dinga, the way, Breakra Shipya, Chibare Paya. Nano Yibriniba, Sanwabi Pia, Daja. The Via the Hori Zedon, Sweet Young Dima, the Dendo no Munire, Shinomia Viane, the one Nano Yi, Yinge, Shimbiaro, Alo, Tiboya, Adwa, Nano Yi Gorai Hoyo, Nano Yi Gorai Swankam Pomigere, Didingan, the way breaker, Shibiago, which in La Yaulo, the Rinzagago, Shautaya, Jim Chibare Pia Shezona Matimiaga, Tulaya, Jim, Jago, Dancy, Bido, shout. Two other Dancy shouting a Breda. Ye, Yedo Mure, Shezona Matiga, Eddie Jema, Kili, the Kene, Yanda, Matimia, Chinibi, Soro, Adan lead out the Chema Bato. Todo. Now, no, ye ascend the Ribodra, Brainiba, Sandabi, Sorezaga, Shenzona Matia, Sweet Noka, Main Night, Achinega. Na town needed Ashin Ananaga, Jadaja, Majadajan, Braidai, Kansaja, Pientanibi. Inge, Naroye, no, ye don't Dibua, Yega, a Bidine Twello, Brainiba, Swandwa Bida. Peluma Machana, Muninge, Yinge Swino Piagani, Tisagago, Chayare Ache, Tiatan Jaya Loyine Makalayare, Doga Danja, Peloma Makaya Nine Advaja, no noye, Mie, Piamen Silo, Muninia Babi. One I like that way, Breda, Belau a tea, Kanza, Doya Lesway. W. Kana Goyigo, Tain Nine Yinga, Maswan Nine Advaja. Ashezona Matia, Bacoligo, me, Yinge, Yenega Doga Danya Beloma, Makaya Nilo, Ye Amada Jedware, Hori Kanayigo, Yinge, Bacoligo, Mibido, Tamea Z. Ye regale Breda, Kamyan C. Bido, Bacon Tapma. Ashezona Matimia, Baconama, Ye, Swenia, Moyene, Breda, Beloma, the Dimakana. Aya Baya Shaji Dangin Ngonire, Dodava Mati Davaya Boma, Karuna that needed a Shenzona Mati Miagaro, one agent of Mashibu, one agent of Mashibu, Dodo, Brinday. Ko Ane needed a Shin Ananai, Lamonigo, Pobali, so now no. Davido Yelayan Gaza Pide, Shenom Yapaya Tamago, the Renzaga, Shautaboyan, Davido Roma, down Shiba Dide. You know, no, you the Taba Pia, the Taba Pia, the Vido, Shinom Yapia, Tamau, the Renzaga win, shall put down, she did a Pia. Lamonigo, Papali, so Bido, Api in it, the D. P. Lima, Breda, Asiana, the D. Pianga. Yea, lady go thing down in it, though Bidoma, hold it, Yingere. Yinge lying gaze up yet, the Renzagago, Shinom Yapiago, Shautabo down, Jandide. That's when Yili, let him up, Puila, thing on the big day would now know pay. Now no Shiga women, Yiliga Noga, when Bido, Chuala Geba Asiana Matimia, Asian Sona, Yingwenega, thing on the big would let you Bido, Kana Kudi Taite Wim. Kana Gudi Dae Lema, the long young long time as the end don't know Muni, Shinom Yapia, Shido, Mako, Yaude a chain. Yes, Wabaya, Shima, thing on the big breaker, Liva, breaker, Shipia, Cha, Bandi, Bono, Neo, Tolin, Daubaro, Muvadom, Yaswa, Pea. Bono, Neo, Tolin, Daubaro, Muvadim, Yaswa, Pea. Hori Mapea, Ashendari Bodara Matemia Gie, Yinge, Ashendari Bodara Matemia Gie, Anibago, Lojuiro Munire, Yahano, Ashen Sonda Mati, Shinomia Pia, Tamago, Yaulo, Divabi, Shinomia Pia,
အရှင်ဘုရားဟောဒီအရှင်ဘုရားရဲ့ရှိတော်မောင်မှာခြားထားတဲ့သင်္ကန်းသပိတ်ပရိက္ခရာရှစ်ဖြာသည်အရှင်ဆုံးနာမထေရမြတ်သေဆောင်လာတဲ့သင်္ကန်းသပိတ်ပရိက္ခရာရှစ်ဖြာဖြစ်ပါတယ်ဘုရားဗန္တိအစိမ့်တရားဂုံပေါင်းခါသည်သုံးလောကထောထားရှင်တော်မြတ်ဘုရားအရှင်ဘုရားရဲ့သားတော်ကြီးတပည့်တော်တို့ရဲ့နောင်တော်ကြီးဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသည်ဒီဘဝကြီးတဲ့ကနေအပြည့်တိုင်ထွက်လို့ပြိဋိဘံဝေဇာဇတ်သိမ့်လို့ခြုံငိမ့်တော်မူခဲ့ပါပြီတဲ့ရှင်တော်မြတ်ဖရာအရှင်ဘုရားရဲ့ရှေ့မှာခြားထားတဲ့ဟောဒီသင်္ကန်းသပိတ်ပရိက္ခရာရှစ်ဖြာသည်အရှင်ဘုရားရဲ့သားတော်ကြီးတပည့်တော်တို့ရဲ့အကိုကြီးဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာသတ္တော်ထင်ရှားရှိစဉ်ကာလတုန်းကကိုယ်တော်တိုင်ဝယုံကိုယ်တော်တိုင်ဆွမ်းခံဖုံးပေးခဲ့တဲ့သင်္ကန်းသပိတ်ပရိက္ခရာဖြစ်ပါတယ်မြတ်စွာဘုရားနောင်တော်ကြီးပြိဋိဘံစံမီဆိုတဲ့စကားကိုဟောဒီပရိက္ခရာရှစ်ဖြာကိုအရှင်ဘုရားကိုတတ်သိပြထားခြင်းနဲ့အရှင်စုံနာမထေရလာရောက်လို့တည်င်းပေးနေပါတယ်မြတ်စွာဘုရားပရိသတ်အရှင်အာနန္ဒငိုရင်းနဲ့မျက်ရည်ဖြိုင်မြိုင်စီးရှိုက်ကြီးတငင်နဲ့ရှောက်နေတာကိုတလွန်ညောင်ဆောင်ဘောကမြတ်စွာဘုရားကတခွန်းမှပြန်မပြောဘာမှပြန်မပြောတော့လေပရိသတ်ရဲ့အခမ်းရခတ်နေတဲ့အရှင်အာနန္ဒဘာလျှောက်လဲဗန္တိဘုံတော်နေဝထွန်လင်းတော်ပါတော်မူပါသောရှင်တော်မြတ်ဖရာဟောဒီအရှင်ဆုံးနာမထေရမြတ်ရဲ့ရွှေနှုတ်တော်ကနေနောင်တော်ကြီးအရှင်သာရိပုတ္တရာဒီဘဝကြီးတဲ့ကနေအကြည့်တိုင်ကြွလို့ပြိဋိဘံဆံသွားပြီဆိုတဲ့စကားကိုတပည့်တော်ကြားရတဲ့အချိန်တပည့်တော်လေးရင်ထဲမှာခံစားရတဲ့သောကတန်ကြဘယ်လိုမှမခံရနိုင်တဲ့အတွက်ကြောင့်တပည့်တော်ရဲ့ခန္ဓာကိုယ်ကြီးငြိမ်းရိုင်းသွားတာကိုဟောဒီအရှင်ဆုံးနာမထေရမြတ်ရဲ့ပခုံးကိုမြည်ရင်းနဲ့ထိန်းခဲ့ရပါတယ်မြတ်စွာဘုရားတပည့်တော်မခံစားနိုင်ဘူးဘုရားတဲ့ဝမ်းနဲ့ပူဆွေးလုံးလုံးကြလာတဲ့နှလုံးသားကလာတဲ့သောကတန်ကြတက်ဆောင်လာတဲ့မျက်လုံးအင်္ဂါကြလာတဲ့အမျက်ရည်တွေဘယ်လိုမှကိုမတိတ်နိုင်တဲ့အတွက်ကြောင့်တပည့်တော်သည်အခိုက်အတန့်လေးတောင်မှလောကကြီးကိုသဲသဲကွဲကွဲမမြင်နိုင်သည့်အထိခံစားကြရပါတယ်မြတ်စွာဘုရားအရှင်ဘုရားပြီးခဲ့တဲ့ဤစနစ်အတိုင်းဟောဒီယုတ်တရားနန္တရားမှာရှုပွားလို့တပည့်တော်သည်သောတာပန်အဆင့်ကိုရောက်လို့နေပင်နေ냐တော်လည်းပဲနောင်တော်ရဲ့ရှင်သာရိပုတ္တရာပြိဋိဘံစံမီဆိုတဲ့စကားကိုကြားရတဲ့အချိန်မှာတော့ရှင်ဘုရားတပည့်တော်သည်အနေစာမမြဲဘူးဆိုတဲ့သဘောတရားကိုလည်းဉာဏ်ထဲမှာပြောင်းနေပါတယ်ဒုက္ခဆင်းရဲလိုက်တယ်ဆိုတဲ့သဘောတရားကြီးကိုလည်းတပည့်တော်ဘယ်လိုမှဆင်ញင်လို့မရတော့ပါဘူးဘုရားအနတ္တငါဖြစ်ခြင်းသလိုမဖြစ်ဘူးသူဖြစ်ခြင်းတဲ့အတိုင်းဖြစ်နေတဲ့သဘောဆိုတာလည်းပဲတပည့်တော်ရဲ့ဉာဏ်မှာတော့တတ်ဆင်ပြောက်လို့တပည့်တော်ဘယ်လိုမှမခံစားရအောင်ကိုပင်ပန်းနေရပါတယ်မြတ်စွာဘုရားတပည့်တော်ဘယ်လိုမှမခံစားနိုင်ဘူးဘုရားရှိုက်ကြီးတငင်နဲ့ကိုအာရပါရငိုပြီးတော့ရှောက်တာဒါဘုန်းကြီးကပါဠိတွေအကုန်ဖြတ်ချပြီးတော့မြန်မာလိုတဲ့ပြန်ပြောနေတာဘုန်းကြီးအပေါ်မပါသေးဘူးအဲ့တော့လေပြိဿရဲ့အဒီမှာညီတော်နောင်တော်တွေဘုရားရှင်ကတလွန်ညောင်ဆောင်မောကအရှင်အာနန္ဒာနဲ့အရှင်စုံနာကအောက်ကပြောပြီးတော့အရှင်အာနန္ဒာလည်းသူ့ရင်ထဲကခံစားချက်တွေပေါ့သွားပုံရတယ်တစ်ချက်လေးရှိုက်တန်ငြိမ်တဲ့အချိန်အဲ့ဒီအချိန်ကျမှရှင်တော်မြတ်ဘုရားကရွှေနှုတ်တော်ကအတန်ထွက်တယ်ဟဲ့ညီငယ်မင်းဘာဖြစ်နေတာလဲမိကုန်နေမိတယ်ပြိဿရဲ့အခုအချိန်မှာအရှင်အာနန္ဒာဘာဖြစ်နေလဲငိုနေတဲ့မလာပါတပည့်တော်အာရပါရနဲ့ငိုနေပါတယ်မြတ်စွာဘုရား။အော်ညီလေးငိုနေတာကိုငိုမှန်းတော့ဘုရားမသိဘူးလား။သိပေမဲ့ပြိဿဒီအချိန်မှာအရှင်အာနန္ဒာကိုဒီလိုခနဲ့တက်တဲ့စကားနဲ့မမေးလို့ရှင်တတိမရ။ဒါတော့ပြိဿညီလေးငိုနေတာဆိုတော့ဘုရားထပ်မိတယ်မင်းဘာဖြစ်လို့ငိုနေတာလဲ။ပြိဿအရှင်အာနန္ဒာဘာဖြစ်လို့ငိုနေတာလဲမလာပါဗျာအရှင်စုံနာမထေရရွှေနှုတ်ကနေ
နောင်တော်ရဲ့ရှင်သာရိပုတ္တရာဒီလောကကြီးထဲကအပြည့်တိုင်ကြွားသွားပြီဆိုတဲ့စကားကိုကြားရတဲ့အတွက်ကြောင့်ရင်ထဲမှာခံစားရတဲ့သောကတန်ချက်ဘယ်လိုမှမခံရနိုင်တဲ့အတွက်ကြောင့်တပည့်တော်ငိုနေရပါတယ်မြတ်စွာဘုရားပရိသတ်သောကတန်ချက်ကိုခံနိုင်သလားဒီနေရာမှာပရိသတ်ဘုန်းကြီးတို့ကသဘောပေါက်ပြီးသားခဲအရှင်အာနန္ဒာမျက်ရည်ဖြိုင်ဖြိုင်စီးလို့ငိုညင်းရသလိုပဲပဲခူးမြို့မှာရှိတဲ့တပည့်ရန်တွေတပည့်လူတွေတပည့်သီလရှင်တွေတခြားမြို့ရွာမှာရှိနေတဲ့တပည့်တွေအားလုံးနဲ့ထိုးစော်ကြီးနှစ်ပါးကြံကြံဖမ်းမှနိုင်20ချားလေးမှာဘဝတွေကနေနှစ်ပါးလုံးကြွသွားပြီဆိုတဲ့စကားကိုကြားရတဲ့အချိန်ပရိသတ်တောကဓာန်ချက်ဖြေရက်ပါမလားလွယ်ပါမလားဒါကြောင့်ဘုန်းဘုရားဒီတရားကိုပြန်ပြောဟောရတာဒီတော့မြတ်စွာဘုရားအဲ့ဒီမှာမေးတယ်။အော်မင်းကမင်းနောင်တော်ကြီးအရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့စကားကြားလို့ငိုနေတာပေါ့မှန်လားပါဗျာ။ဒီတော့ဘုရားမေးတယ်။ဟုတ်ပြီဒါဆိုရင်ငါဘုရားမင်းကိုမေးအောင်မယ်ကွာတဲ့။မင်းနောင်တော်ကြီးအရှင်သာရိပုတ္တရာကပြိဋိဘံမစံခင်တော့ကမင်းစီကနေပြီးတော့မင်းကျင့်ထားတဲ့သီလအကျင့်သမာဓိအကျင့်ပညာအကျင့်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်ကြောင်းအကျင့်ဝိမု ക്തി ဉာဏထသနာလို့ခေါ်တဲ့လွတ်မြောက်ကြောင်းဉာဏ်တွေကိုတခုကိုငါယူသွားပြီးတော့ပြန်မပြီးပဲပြိဋိဘံစံသွားလို့မင်းနှမျောလို့ငိုးနေတာလားဒါပါဠိတော်တိုင်းပဲသဘောပေါက်လားမင်းစီကတခုကိုငါယူသွားပြီးတော့ပြန်မပြီးပဲပြိဋိဘံစံသွားလို့မင်းဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုနှမျောလို့ငိုးနေတာလားကဲပရိသတ်ဒီလောကကြီးတွေကနေပုဂ္ဂိုလ်တယောက်သေခွဲခွဲလို့ထွက်သွားရင်တခုခုကိုယူသွားလို့ရလားဒီမရဘူးဆိုတဲ့သဘောတရားကိုမြတ်စွာဘုရားရောသိလားမသိလားအရှင်အာနန္ဒာရောသို့တော့မြတ်စွာဘုရားမေးတဲ့မေခွန်းသည်သိနေတဲ့လူကိုမေးတဲ့မေခွန်းမျိုးလားမသိတဲ့လူကိုမေးတဲ့မေခွန်းအေးပရိသတ်သိတော်လဲပဲဘာဖြစ်နေလဲတတိလွတ်မနေဘူးလားဘဝကြုံလာတဲ့တည်ခွဲခွဲခြင်းရဲ့တောကဓာန်ချက်ကြောက်စရာမကောင်းလားသို့တော်ပရိသတ်ဘုရားခနဲ့တဲ့မေးလိုက်တာကိုသိတဲ့အရှင်အာနန္ဒာမလားပါဗျာတပည့်တော်မှားပါတယ်လို့မလျှောက်ဘူးအရှင်ဘုရားဟောဒီလောကကြီးထဲကအရှင်ဘုရားရဲ့သားတော်ကြီးတပည့်တော်တို့ရဲ့နောင်တော်ကြီးဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထွက်သွားတဲ့အချိန်မှာတပည့်တော်အာနန္ဒာရဲ့ထံကလည်းဘာတစ်ခုမှယူသွားတာမရှိသလိုတစုံတယောက်သောပုဂ္ဂိုလ်ရဲ့ထံကလည်းပဲဘာတစ်ခုမှမယူသွားခဲ့ပါဘူးမြတ်စွာဘုရားအရှင်ဘုရားတပည့်တော်အာနန္ဒာသည်နောင်တော်ကြီးရဲ့ထံမှာဘာတစ်ခုမှပါမသွားတော့လည်းပဲနောင်တော်ကြီးနဲ့နောက်ထပ်ဘယ်တော့မှမတွေ့ရတော့ဘူးဆိုတဲ့ယင်ထဲမှာခံစားရတဲ့ခံစားချက်သည်နောင်တော်ကြီးနဲ့အတူနေအတူသွားအတူလာစဉ်ကာလတော်ကနောင်တော်ကြီးရဲ့ကြီးမားတဲ့မေတ္တာတရားတွေကိုပြန်လဲတွေးလိုက်တိုင်းမှာဖြင့်ဘယ်လိုမှဆွေးမမြေ့အောင်ကိုတပည့်တော်ငိုရပါတယ်မြတ်စွာဘုရားအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့သာသနာတော်မြတ်ကြီးကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်အရှင်ဘုရားပြီးရင်ဖြင့်တပည့်တော်တို့ရဲ့နောင်တော်ကြီးသည်ဒုတိယဘုရားဆိုရင်လေတပည့်တော်တို့အတွက်ဒုတိယဘုရားရှင်ကြီးပါဘုရားတပည့်တော်တို့ရဲ့အကိုကြီးအဖရာဆိုတဲ့အတိုင်းဒုတိယဖခင်ကြီးဆိုရင်လေဒုတိယဖခင်ကြီးဖြစ်ပါတယ်မြတ်စွာဘုရားအရှင်ဘုရားအကိုကြီးတပါးနေရာမှာထားရမယ်ဆိုရင်လည်းပဲတပည့်တော်တို့သွားမသွေးမတော်သားမဆက်ပြီးမယ်တပည့်တော်တို့ရဲ့အကိုကြီးတပါးဖြစ်ပါတယ်မြတ်စွာဘုရားအရှင်ဘုရားဒါကြောင့်ဟောဒီဘဝကြီးတွေကနောင်တော်ကြီးအပြည့်တိုင်ကြွားသွားခြင်းသည်တပည့်တော်နှလုံးသားထဲမှာနှမျောရတာဖြင့်ငါတို့ရဲ့ဒုတိယဘုရားရှင်ငါတို့ရဲ့ဒုတိယဖခင်ငါတို့ရဲ့အကိုကြီးတယောက်ဘယ်တော့မှပြန်မလာနိုင်တဲ့လမ်းကိုကြွားမြန်းလို့သွားပြီးလို့ခံစားရပါတယ်မြတ်စွာဘုရားတပည့်တော်တို့အတွက်ဒုတိယဖခင်မဘုရားတဲ့ပရိသတ်ရေပါတယ်လေကဲပရိသတ်ရေဒုတိယဖခင်ကြီးတဲ့မပြီးသေးဘူးသူကအရှင်ဘုရားတဲ့
အရှင်ဘုရားရဲ့သာသနာမှာတပည့်တော်ပြီးလိုက်တဲ့ဂုဏ်တူးများသည့်အကြောင်းမဲ့မဟုတ်ပါဘူးနောင်တော်ဤတဲ့တပည့်တော်တို့တတ်တော်ထင်ရှားတူနေခွင့်ရစဉ်ကာလတုန်းကအရှင်ဘုရားတပည့်တော်တို့ကိုဩဝါဒတရားတွေနဲ့မိန့်ကြားပါလို့တောင်းလိုက်တိုင်းမှာလဲနေပူရဲမိုးရွာတဲ့ဘာအကြောင်းပြချက်မှလည်းမရှိပါဘုရားပင်မနဲ့ချမ်းသာတယ်လည်းဘာအကြောင်းပြချက်မှမပေးပါဘုရားတပည့်တော်တို့ရဲ့ဘောမှာသာအရင်လိုညီအလင်းလိုမေတ္တာကြီးမားစွာနဲ့ဩဝါဒတရားတွေကိုအချိန်မရွေးပေးတော်မူခဲ့တဲ့နောင်တော်ကြီးပါဘုရားအဲကြောင့်အရှင်ဘုရားတဲ့နောင်တော်ကြီးတတ်တော်ထင်ရှားရှိစဉ်ကာလတုန်းကအချိန်မရွေးတရားဟောပေးခဲ့တဲ့ဓမ္မနုခစိတ်တတ်သည်တပည့်တော်အတွက်ဘယ်လိုပဲဝေးကွာသွားတော့လည်းပဲမေ့မရနိုင်တဲ့လွမ်းစရာတစ်ခုပါပဲဘုရားတပည့်တော်တို့အတွက်ရှင်ဘုရားပြည့်အကြီးမားဆုံးမေတ္တာကရုဏာပိုင်ရှင်ကြီးပါဘုရားတဲ့အချိန်မရွေးတရားဟောပေးခဲ့တဲ့နောင်တော်ကြီးရဲ့တရားလမ်းကြောင်းပေါ်မှာတပည့်တော်တို့စနစ်တကျသေချာလိုက်နာကျင့်သုံးလိုက်တော့လည်းပဲနောင်တော်ကြီးရဲ့ဩဇာကုံမြောက်လာတဲ့ဓမ္မရဲ့သဘောတရားတွေနောင်တော်ကြီးပြီးတဲ့နိလအတ္တကျင့်လိုက်လို့ချမ်းသာခွင့်ရခဲ့တဲ့ဓမ္မဘောဂဆိုတဲ့တရားရဲ့ချမ်းသာတွေတပည့်တော်အာနန္ဒာနဲ့တကွညီငယ်များစွာခံယူခဲ့ရပါတယ်မြတ်စွာဘုရားအရှင်ဘုရားဒါကြောင့်တပည့်တော်သည်နောင်တော်ကြီးနဲ့သေခွဲခွဲသွားရတဲ့အချိန်မှာနောက်ထပ်ပြန်မရနိုင်တော့တဲ့ညောင်တော်ကြီးရဲ့အချိန်မရွေးတရားဟောပေးတဲ့ဓမ္မနုခစိတ်ဓာတ်နောင်တော်ကြီးဟောကြားခဲ့တဲ့တရားတွေရဲ့ဩဇာကုန်မြောက်လိုက်တဲ့ဓမ္မောဇာနောင်တော်ကြီးပြီးခဲ့တဲ့နိလန်တိုင်းကျင့်ကြံခဲ့လို့လက်တွေချမ်းသာခဲ့တဲ့ဓမ္မဘောဂများသည်ဘယ်လိုမှတွေးလို့မပြောက်ဆွေးလို့မပြေနိုင်အောင်ခံစားလို့ငိုရပါတယ်မြတ်စွာဘုရားတပည့်တော်ရူပကာယယုတ်ကလတ်တော်ကြီးကိုနှမျောလို့မဟုတ်ဘူးဗျာတဲ့တပည့်တော်တို့အတွက်အချိန်မရွေးတရားဟောပေးတတ်တဲ့နောင်တော်ကြီးစီကမေတ္တာဓမ္မနုခစိတ်ဓာတ်အချိန်မရွေးဟောပေးတိုင်းဓမ္မောဇလို့ခေါ်တဲ့ဩဇာကိုမြောက်တဲ့တရားတွေနောင်တော်ကြီးပေးတဲ့လမ်းစဉ်နဲ့ဘဝထဲမှာကျင့်လို့လက်တွေ့ချမ်းသာခွင့်ရတဲ့ဓမ္မချမ်းသာများသည်နောက်ထပ်မရနိုင်တော့ဘူးဆိုတာတပည့်တော်တွေးလိုက်တိုင်းဘယ်လိုမှဆွေးလို့မပြေဘူးဗျာကဲပရိသတ်သူငိုတာအထိပ္ပယ်မရှိဘူးလားအေးဒီတော့ဘုန်းကြီးကကိုချင်းစာပါတယ်ဘုန်းကြီးကိုယ်တိုင်ပဲလမ်းမှာတွေ့ခဲ့တယ်ကိုဘဝကျောင်းတိုင်ဘုန်းကြီးဖြစ်လို့မှတနှစ်ကျော်ဘဝတော်မှာဘာမှမစတဲ့အချိန်မှာဘုန်းကြီးရဲ့ငယ်ဆရာပြန်တော်မူသွားတာမရှိတော့ဘူးဘုန်းကြီးကိုယ်တိုင်ပဲရှားရှားပါပါဝတ်တော့ကားလေးနဲ့ရှိတဲ့ပတ်စံလေး3-4သိန်းနဲ့တောမှာသွားပြီးတော့တင်းညိုခဲ့ရတာဘယ်လောက်တွေးလိုက်လဲအပလီငါဒီအချိန်လေးများငါဆရာတက်ရှိထေရှားရှင်ငါကျောင်းထဲမှာကျောင်းကြီးတစ်ဆောင်ပြီးထားလို့ရတယ်နောက်ဆုံးရိုးစွာဆုံးပြန်တော်မူတော့ငါတခဏနာကျင်းပလို့ရတယ်လမ်းမှာကိုတွေးလာနေတယ်ဩဒီတော့ဘုန်းကြီးကတွေးပါတယ်အရှင်အာနန္ဒာမထေရမြတ်အရှင်သာရိပုတ္တရာမရှိတော့ဘူးဆိုတဲ့ခံစားချက်မျိုးအဲ့ဒါကမှပြိဿရဲ့တကယ်တွေးကျင်တော်သေးတယ်လို့ပြောရအောင်မယ်တော့ဒုဒကာဓမ္မတွေကြံခဲ့တဲ့တပည့်တွေတော့ဘုန်းကြီးကကိုချင်းစာပါတယ်ဟိုတနေ့ကပဲဟိုအုပ်ဖို့မြို့သိမ်းမှနေတဲ့ဘုန်းကြီးတို့တငယ်ရင်နှစ်ပါးဘုန်းကြီးစီလာတယ်ဆိုတော့ဘုရားကြီးရဲ့တပည့်တွေပဲသူတို့ပြောပြတယ်ပြီးတော့ပြိဿရဲ့ဟိုမှာကအရှင်သာရိပုတ္တရာတပါးပဲကြွသွားတာဒီမှာကဩပရိသတ်ရဲ့တတ်တော်96နှစ်86နှစ်တကယ်အားလုံးသောတပည့်ယဟန်နေတပည့်လူတွေရဲ့ငယ်ပြူစစ်စစ်တကယ်ပရိယတ္တိခုံပฏิပတ်တိခုံသီလသမာဓိပညာခုံပေါင်းများစွာနဲ့ပြည့်စုံတော်မူတဲ့မထေရမြတ်ကြီးနှစ်ပါးနိုင်20အတွင်းမှာရှင်းတော့လွန်တော်မူတယ်ဆိုမှတော့ပရိသတ်ရဲ့ဟောဒီတရားဓမ္မတွေဒီတပည့်တွေဘလောက်ပဲတရားကပ်ပါတယ်ပြောဝမ်းနေခြင်းဆိုတဲ့မျက်ရည်မကြဘဲနဲ့နေမလားပြိဿရဲ့အရှင်အာနန္ဒာသောတာပန်မထေရမြတ်တော်မှာအရှိုက်ကိုတစ်ချက်ထိလိုက်သလိုခံရတဲ့အချိန်မှာတတိတွေအကုန်ကင်းအနိစ္စဒုက္ခအနတ္တဘာမှမစင်ရင်လည်းတော့တတိလွတ်သွားတယ်ဆိုရင်ဒီတပည့်တွေလည်းယင်ထဲမှာပူလောင်မှာပဲမို့လားအဲဘုံမတွေးပါတယ်ဩဘာပဲပြောဒါကတော့ကိုတူပုထုဇဉ်နေပယ်မှာခံစားချက်ကတော့ကြုံပါပဲဟေ့လေ
အရှင်အာနန္ဒမထေရမြတ်ကသူဘာကြောင့်ငိုရတယ်ဆိုရှောက်လိုက်တဲ့အခါမှာဒုပရိသတ်လည်းငိုခြင်းရဲ့နောက်မှာအကြောင်းပြချက်လေးတော့ရှိဖို့မလိုဘူးလားရှင်ဘုရားတပည့်တော်သည်နောင်တော်ကြီးရဲ့အချိန်မရွေးတရားဟောပေးတဲ့ဓမ္မနုခစိတ်ဓာတ်ကိုနွမ်းနေတာပါနောင်တော်ကြီးဟောကြားခဲ့တဲ့တရားတွေမှာဩဇာကိုမြောက်လိုက်တဲ့အတွက်ကြောင့်ဓမ္မောဇာကိုမှန်းလို့လွမ်းနေတာပါနောင်တော်ကြီးဟောကြားတဲ့လမ်းကြောင်းတိုင်းတကယ်လက်တွေ့ကျင့်သုံးတဲ့အချိန်တကယ်တရားရဲ့အေးချမ်းတဲ့ချမ်းသာကိုခံစားရတဲ့ဓမ္မဒုက္ခဓမ္မဘောဂကိုတန်တာလို့ငိုရတာပါဒီလိုငိုခြင်းဖြစ်ဖို့မလိုဘူးလားဟိုပါရင်ထဲကခံစားချက်ကိုပေါက်ကွဲပစ်လိုက်ငိုချလိုက်သို့တော်ပြိဋိကိုငိုတဲ့ငိုခြင်းသည်တို့ဆရာတော်ဘုရားရဲ့အချိန်မရွေးတရားဟောပေးတဲ့ဓမ္မနုကစိတ်ဓာတ်ဆိုတာရှားတတ်ဖို့လိုပါတယ်တို့ဆရာဘုရားရဲ့နှစ်ပါးဟောကြားခဲ့တဲ့တရားမှာဖြင့်ဩဇာဂုဏ်တွေမြောက်လာတဲ့ဓမ္မောဇကိုတတိယနေတတ်ဖို့လိုပါတယ်တို့ဆရာဘုရားကြီးတွေဟောကြားတဲ့လမ်းကြောင်းအတိုင်းလက်တွေ့လိုက်နာကျင့်သုံးတော့လေစိတ်တွေချမ်းသာတယ်လက်တွေ့ရှုမှတ်ပွားများလိုက်တော့လေစိတ်ရုပ်တွေချမ်းသာတယ်ဟောဒီချမ်းသာတွေကိုတန်တာပြီးတော့ငိုကြမယ်ဆိုရင်ပြိဿရဲ့အရှင်အာနန္ဒာရဲ့ငိုခြင်းမျိုးပါပဲငိုလို့မရဘူးလားပြိဿရဲ့အရှင်အာနန္ဒာကတလုံးမခံလို့ပဲပြန်ပြောပြီးတော့ရှောက်နေတော့လေမြတ်စွာဘုရားကသဘောပေါက်တယ်ဩငါညီလေးတော်တော်ပင်ပန်းကြီးစွာခံစားနေရပြီလူလိုပြောရင်လွတ်ပေးထားတယ်ကဲမင်းရင်နဲ့ရှိတာတွေပောက်ကွဲလိုက်စမ်းကွာဆိုပြီးတော့လွတ်ပေးထားတဲ့သဘောပဲဟုတ်လားဒါကြောင့်ဘုံဘုံတို့ကလည်းငိုပါလွတ်ပေးထားပါတယ်သို့တော့မြတ်စွာဘုရားအဲ့ဒီမှာပြန်ပြီးတော့မိတ်ပြီဘုရားမိတ်တဲ့ဒီစကားလေးကိုတော့ဒုပရိသအရှင်အာနန္ဒာကိုဘုရားမိတ်တဲ့စကားအတိုင်းမေဇိမကိုရင်စရောဘုရားကလည်းဆရာတော်ကလည်းဟောဒီမှာစရောဘုရားကြီးနှစ်ပါးရဲ့တပည့်ယဟန်တွေသီလရှင်တွေလူတွေကိုတဆင့်ဖောက်တယ်ချနေတယ်လို့ပဲအောက်မေ့ပါရောမြတ်စွာဘုရားပင်မကြီးစွာနဲ့ရှိုက်ကြီးတငင်ငိုနေတဲ့အရှင်အာနန္ဒာရဲ့စကားကိုဆုံးအောင်နားထောင်ပြီးတော့အရှင်အာနန္ဒာမထေရမြတ်အတန်လေးတိတ်ခဏငြိမ်တဲ့အချိန်မှာပဲအာနန္ဒာခဘုရားရဲ့ထံတော်ဘာ၌ခါစားလိမ္မာညီဝါအာနန္ဒာအတန်ကြည်လင်ပြတ်သားစွာနဲ့ဘုရားဒီတခါတော့မိတ်မိခေါ်ပြီးဆိုတော့လေဘုရားစွာဘုရားရဲ့အတန်ကကြည်ကြည်လေးနဲ့ပြက်ပြက်သားသားလေးနဲ့ခေါ်လိုက်ရောအရှင်အာနန္ဒာဘတ်ဆိုတတိကပ်ပြီးတော့ပြိဿရဲ့မျက်ရည်လေးကြပြကြရတော့လက်အုပ်လေးကြပြကြရကြီးမြတ်စွာဘုရားကိုမောပြီးတော့ဖိုးတဲ့အချိန်ညီတော်နောင်တော်နှစ်ပတ်ပလင်မော်နဲ့ပလင်အောင်မျက်နှာချင်းဆုံတဲ့အချိန်မှာပြင်ရှင်တော်မြတ်ဘုရားကမိန်ကြားလိုက်ပါပြီအာနန္ဒာငါဘုရားရဲ့ထံတော်ဘာ၌ခါစားလိမ့်မှာညီဘွားအာနန္ဒာညီငယ်တဲ့ဟောဒီလောကကြီးထဲမှာမင်းတို့တွေတယောက်နဲ့တယောက်တွေ့ကြုံလို့ဆုံနေကြပါတယ်သာမိသားပါဖြစ်နဲ့ကြုံရင်ကြုံမဲညီကိုမောင်နှမဖြစ်နဲ့ကြုံရင်ကြုံမဲစနီးခင်ဘောဖြစ်နဲ့ကြုံရင်ကြုံမဲဆရာတပည့်ဖြစ်နဲ့ကြုံရင်ကြုံမဲမိတ်ဆွေတငယ်ချင်းဖြစ်နဲ့ကြုံရင်ကြုံမဲဘယ်လိုကြုံဘယ်လိုဆုံလာပြီးတော့မှဘလောက်ပဲချစ်ကြပါစေကွာတဲ့ချစ်သားတဲ့ချစ်သမျှအရာအလုံးဒီလည်းပဲနောက်ဆုံးတော့လမ်းခွဲရမှာပါပဲဒါကြောင့်မင်းတို့ဒီဘလောက်ပင်ချစ်လို့ဘလောက်ပင်မြတ်နိုးလို့ဘလောက်ပင်တွေ့တာတန်ဖိုးတွေထားကြပါစေတနေ့နေ့တစ်ချိန်ချင်းမင်းတို့ရဲ့ချစ်ချင်းနောက်မှာဖြင့်ရှင်ခွဲဆိုတာလေကွဲရင်ကွဲလိမ့်မယ်သေခွဲဆိုတာလေကွဲရင်ကွဲလိမ့်မယ်ညီငယ်တဲ့သေပြီးသွားရင်တော့မှသူ့ကုသိုလ်ကံအကုသိုလ်ကံအတိုင်းသူ့ဘုံကိုဘုံရဲ့လို့ဘုံကွဲဆိုတာလေကွဲအောင်မှာပါပဲတွေ့လာတဲ့ဘဝမှာဘုန်းကြီးတို့ချစ်ချင်းမုံချင်းပြုံးချင်းမဲ့ချင်းတွေနဲ့ဘဝကြီးထဲမှာပျော်မနေဘူးလားဘလောက်ပင်မုံကြပါစေဘလောက်ပင်ချစ်ကြပါစေညီကိုမောင်နှမနဲ့ကြုံကြုံဇနီးခင်မောဖြစ်နေကြုံကြုံသာမိသားပါဖြစ်နေကြုံကြုံဆရာတပည့်ဖြစ်နေပဲကြုံကြပါစေကြုံဆုံးလာသမျှပုဂ္ဂိုလ်တွေဒီတနေ့ဘာဖြစ်မယ်ခွဲမှာပင်ရှင်ခွဲခွဲရင်ခွဲမယ်သေခွဲခွဲရင်ခွဲမယ်သေပြီးတာတော့မှဆုံညင်တို့ရသေးလားအမလီသူ့ဘုံကိုဘုံဘုံခွဲဆိုတာလေခွဲအောင်မှာပဲတဲ့ငါဘုရားဒီတရားတွေကိုမင်းကိုနေတိုင်းဟောပေးနေတယ်လေဟောဘုရားအခုမှဟောတာလား
မြတ်စွာဘုရားရှင်တို့တော်ကထွက်တဲ့တရားတိုင်းကိုကြံတဲ့လူတွေနဲ့တည်းနာကျင်မှနာရမယ်အရှင်အာနန္ဒာအကုန်လုံးနိဗ္ဗာန်နာရတယ်ပြီးတော့ငါဘုရားကဒီတိုင်းဟောထားတဲ့တရားတွေရှိရှိနဲ့မင်းဒီကနေ့မင်းနောင်တော်ကြီးနဲ့ကွဲရတာတီကွဲခွဲရတယ်ဆိုအငုံမတိနိုင်အောင်ဖြစ်နေတာမင်းကွယ်တဲ့ငါဘုရားဟောတဲ့တရားတွေပြန်ပြီးတော့အောက်မေ့လိုက်စမ်းပါတဲ့ကဲပရိသတ်ရေဆရာတော်ဘုရားကြီးကိုမကြည်ညိုဘူးလားတန်ဖိုးမထားဘူးလားတကယ်လဲထားမှာပေါ့ပရိသတ်ရေသာသနာမှာနော်ဒါဘုန်းကြီးကဒီနေရာမှာဟောလို့ပြောတာမို့ဒီလိုပရိယတ္တိစာပေလဲသာနာဇာတိတိပေါ်လာဆိုဆောဘုရားကြီးတို့ခက်ကဒါဘယ်လိုပြောရမလဲဟိုးခက်ကဆောဘုရားကြီးတွေခက်ကစာမေးပွဲကိုသိအထင်ကြီးတာမဟုတ်အထင်မကြီးတဲ့ခက်ကတော့သာသနာ့ဇာတိတိပေါ်လာဓမ္မစရိယဘွဲကိုနှစ်ပါးလုံးရခဲ့တာနော်ရခဲ့တဲ့ဘွဲတို့ကုံလုံးကနေဒီကနေ့ပရိသတ်ရေလာလိုက်တာနိုင်ငံတော်ပြီးတဲ့ဘွဲတွေဆိုရင်တော့မပြောတော့ပါဘူးအများကြီးပဲပြောချင်တာကသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဘာမှပြောစရာမရှိအောင်နောက်ဆုံးပြိဿကြီးထေကုံဝါကုံတတ်တော်ရှိဂုံတော်မှရှာရှာပမဆောဘုရားကြီးနှစ်ပါးဘဝတွေကနေအပြည့်တိုင်ခွဲထွက်သွားတဲ့အတွက်နှမျောကြမှာပဲစုံမကြမှာပဲသို့တော်ပြိဿကြီးဘလောက်ချစ်ချစ်ဘလောက်မျက်နှိုးဘလောက်စုံမတနေ့တော့ဘာဖြစ်မှာလဲခွဲမှာပြိဿကြီးရှင်ခွဲဆိုတာလည်းရှိတယ်သေခွဲဆိုတာလည်းရှိတယ်သေပြီးတော့လည်းဘုံခွဲဆိုတာရှိတယ်ဘုန်းကြီးတို့ကခွဲရတဲ့အချိန်ကျမှသေပြီဆိုမှပဲမျက်ရည်ကျကြတာတကယ်တမ်းကတော့ပရိသတ်ကြီးမသေခင်တည်းကဘဝတစ်ခုကိုကြည့်လိုက်စမ်းအမေရမွေးတယ်ဗျာကဲသူများအကြောင်းမပြောပါဘူးဘုန်းကြီးတို့ညီကောင်မောင်နှမအခု9ယောက်ရှိတယ်ဟောအမကြီးနဲ့ညီမအငယ်ဆုံးရွာမှာညီငယ်ကလည်းမလေးရှားပြန်လာပြီးတော့အခုရွာမှာနောက်ညီငယ်တယောက်ကနောက်တယောက်မှာအကိုကြီးကနောက်တယောက်မှာအိမ်အောင်ကြကျုပ်စီမှာနောက်အကိုလက်ကတည်းကမှာဖုံးမွားဒီမှာပြောချင်တာကညီကောင်မောင်တို့က9ယောက်ရှိတဲ့မိသားစုတော်မှာတစ်မြို့တရွာနဲ့꿰လိုက်တာအခုမိသားစု9ယောက်အမေရောဆိုရင်ဒါ10ယောက်အဖေမရှိတော့ဘူးပြိဿဟိတယောက်တစ်မြို့စီပဲအတူနေရလား꿰နေရလားဒီတိုင်းပါပဲဟောဒီဘကုံးမှာမွေးကြပြီပြိဿဟိတရားတစ်မြို့တရွာမှာရောက်နေတဲ့ညီကောင်မောင်နှမသာသမီတွေရှိလိမ့်မယ်ဒီတဲ့ဘဝအခြေအနေကလှုပ်ရှားရုံးကန်ရရင်တခြားနိုင်ငံတွေမှာလည်းရောက်ရင်ရောက်နေမယ်မရှိနိုင်ဘူးလားဘိဿရေမတိသေးတော်လဲရှင်ခွဲဆိုတာကွဲခဲ့လို့ဘုန်းကြီးတို့ဒီတတိတွေများလက်လွတ်ခင်သင်္ဘောစိတ်မှာငိုခဲ့ရတဲ့မျက်ရည်တွေမော်တော်ကားခိတ်မှာငိုခဲ့ရတဲ့မျက်ရည်တွေဗုဒ္ဓယုံနဲ့လေစိတ်မှာကြားခဲ့တဲ့မျက်ရည်တွေရောင်များစွာမရှိခဲ့ဘူးလားရှိခဲ့တယ်ဒီတော့ဘုန်းကြီးတို့ပြောချင်တာအဲ့ဒါပဲအရှင်အာနန္ဒာမထေရမြတ်ကိုဘုရားတတိပေးလိုက်တဲ့စကားလေးချစ်တာတဲ့ဟောဒီလောကကြီးထဲမှာမင်းတို့ဘယ်ပုံဘယ်မျိုးနဲ့တွေ့ကြဆုံကြပါစေတွေ့ကြုံလာသမျှပုဂ္ဂိုလ်တ attva တိုင်းဒီတနေ့သောအခါမှာဖြင့်ရှင်ခွဲရင်ကွဲမယ်သေခွဲရင်ကွဲမယ်သေပြီးတဲ့နောက်ပိုင်းနောက်မှာဘုံကွဲဆိုတာကွဲအောင်မယ်ငါဘုရားမင်းကိုဒီတရားတွေအမြဲတမ်းဟောခဲ့တာပဲသို့တော့ခွဲခွာခြင်းဆိုတာသိပေမဲ့မင်းကဟာငါသာရိပုတ္တရာကိုကြီးမသိရဘူးဘုရားဒုသာသနာမှာတန်ဖိုးကြီးတဲ့မထေရီသိလို့မဖြစ်သေးဘူးဆိုပြီးတော့ဇွတ်အတင်းဆုပ်ကင်နေတာကိုတဲ့ရပါမလားခွင်အဲ့မှာဘုရားနောက်တစ်ခွန်ပြောတယ်ညီငယ်တဲ့ဟောဒီလောကကြီးထဲမှာဖြစ်နေတဲ့သဘောတရားကိုမဖြစ်ပေါ်ရန်ပျက်စီးနေတဲ့သဘောတရားကိုမပျက်စီးဖို့ရန်ကြီးပွားနေတဲ့သဘောတရားကိုမကြီးပွားဖို့ရန်ဆုပ်ယုပ်နေတဲ့သဘောတရားကိုမဆုပ်ယုပ်ဖို့ရန်မင်းမပြောနဲ့အရှင်သာရိပုတ္တရာမပြောနဲ့ဟောဒီငါဘုရားတည်ပင်တားလို့မရတဲ့အရာတွေပါဒုတိယစကားလေးညီသေးတယ်ဖြစ်နေတဲ့သဘောကိုလေကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်မဖြစ်ဖို့တားလို့မရဘူးတဲ့ရသလားပျက်စီးနေတဲ့သဘောကိုသိချင်းဆိုတဲ့သဘောကိုဟာမင်းပဲဖြစ်ဖြစ်ငါပဲဖြစ်ဖြစ်ဘလောက်ကြိုက်မကြိုက်မပျက်စီးပါနဲ့လို့တားလို့မရဘူးတဲ့ရသလားဒီတိုင်းပဲပြိဿရဲ့လောကကြီးမှာမကောင်းတာတွေကြီးပွားနေတာရောမရှိဘူးလားကောင်းတာတွေရောကောင်းမကောင်းကြီးပွားနေတဲ့အရာကိုမကြီးပွားဖို့ရန်ကောင်းမကောင်းဆုပ်ယုပ်နေတဲ့အရာကိုမဆုပ်ယုပ်ဖို့ရန်ဆိုရင်မင်းတို့မပြောနဲ့ဟောဒီတကိုးတော်အနန္တငါဘုရားတည်ပင်နဲ့တားလို့မရဘူးကွယ်မင်းနှလုံးသားထဲမှာမင်းရဲ့နောင်တော်ကြီးကိုဘလောက်ပင်မသိဖို့ရန်ဆန္ဒတွေပြင်းပြပါစေသိခြင်းတရားဆိုတဲ့ပျက်စီးခြင်းတဲ့သဘောတရားကိုမင်းမပြောနဲ့ငါဘုရားလည်းပဲတောင်းတလို့မရနိုင်ပါဘူးရသလား
အဓိကပရိသတ်ငိုကြတယ်ဆိုတော့ဘဝတွေကနေတီခွဲမခွဲစီခြင်းလွန်းလို့နှမျောလို့ဟုတ်တယ်မို့လားသိခြင်းတရားနဲ့ပျက်စီးမဲ့အရာကိုမပျက်စီးစေခြင်းလွန်းလို့ငိုကြတာပဲမို့လားကဲအခုများသရောဘုရားရဘုံဆိုအသက်ပြန်ရှင်လာမယ်ဆိုရင်ငိုအောင်မလားအဲ့ကြတော့ဘာပြန်ဖြစ်မလဲငိုတော့ငိုမယ်သို့တော်ပရိသတ်ဝမ်းနေလို့ငိုပါလားဝမ်းသာလို့ငိုပါလားအမလီဆရာတော်ဘုရားပြန်ကြွလိုက်ဝမ်းသာလိုက်တာဗျာဟလားငိုမှာပဲပြောချင်တာပရိသတ်ငါဘုရားဒီပင်တားလို့မရနိုင်တဲ့အရာများသည်ဖြစ်နေတဲ့သဘောတရားကိုမဖြစ်ဖို့ရန်ပြတ်နေတဲ့သဘောတရားကိုမပြတ်ဖို့ရန်ကြီးပွားနေတဲ့သဘောတရားကိုမကြီးပွားဖို့ရန်ဆုပ်ယုံနေတဲ့သဘောတရားကိုမဆုပ်ယုံဖို့ရန်ငါဘုရားဒီပင်တားလို့မရနိုင်တဲ့အရာတွေဖြစ်ပါလေကွယ်ဒီအရှင်သာရိပုတ္တရာရဲ့တောကဓာန်ချက်ကြောင့်ပူလောင်နေတဲ့အရှင်အာနန္ဒာလေနည်းနည်းလေးတော့မျက်လုံးလေးပြုတ်ပြီးတော့ဘုရားကိုကြည်နာဒီတော့မှမြတ်စွာဘုရားပြိဿရဲ့နံပါတ်3မိန့်၌မိန့်ခွန်းလေးညီငယ်တဲ့ငါဘုရားမင်းကိုဥပမာပေးမယ်ဟောဒီလောကကြီးထဲမှာယဟန်ပရိသတ်တွေလူပရိသတ်တွေဘေကုဏီပရိသတ်တွေဘေကုဏီမပရိသတ်တွေရဲ့လို့ပရိသတ်၄ပါးနဲ့အလွန်ကိုစီပင်ပြန်ပွားနေတဲ့ငါဘုရားရဲ့သာသနာကြီးသည်ဘာနဲ့တူးတယ်လဲဆိုရင်ဖြင့်ခမ္မ၅ပြာနဲ့ပြည့်စုံနေတဲ့တစ်ပင်ကြီးလိုပဲကွယ်ပရိသတ်ရဲ့ဘာနဲ့ပြည့်စုံခမ္မ၅ပြာနဲ့ပြည့်စုံတဲ့တစ်ပင်ကြီးတွေတို့ပရိသတ်မြင်ဘူးလားမလားဘူးလားမလီပင်စည်းသာသာလေးအခုဘုန်းကြီးတို့ဗုဒ္ဓဂယာမှာပြန်တယ်မဟာဗောဓိပင်ဆိုအဲ့လိုပဲခမ္မ၅ပြာပဲလေပင်စည်းရက်လည်းအကြီးအဲ့ပင်စည်းကနေထွက်နေတဲ့ခမ္မကြီးတွေကတခြားအပင်တော့ရှိတယ်ဟာခမ္မကြီး၅ပြာပြန်ထွက်နေတစ်ပင်ကြီးဝိုင်းပြီးတော့မလားဘူးလားဘုန်းကြီးတို့မြန်မာနိုင်ငံမှာဆိုရင်တော့ဘုန်းကြီးတို့ငယ်ငယ်ကဘုရားဘုရားဟိုပင်တရားဘက်မှာအဲ့လိုညောင်မင်းကြီးတွေတွေ့တယ်သိလာတာပဲပြိတ္တာအဲ့တော့ဘုရားဥမာပေးလိုက်တယ်ညီငယ်တဲ့ခမ္မ၅ပြာနဲ့ပြည့်စုံနေတဲ့တစ်ပင်ကြီးတစ်ပင်တွေကတန်ဖိုးကြီးတဲ့တန်ဖိုးမပြတ်နိုင်တဲ့ခမ္မာကြီးတစ်ခုပဲ့ကြသွားသလိုပါပဲအလွန်လှနေတဲ့တစ်ပင်ကြီးတွေကနေတန်ဖိုးမပြတ်နိုင်တဲ့ခမ္မာကြီးပဲ့ကြသွားသလိုပဲကွယ်တဲ့ပရိသတ်၄ပါးနဲ့စုံစုံညီညီနဲ့အလွန်နေရောင်လှရောင်လို့ထွန်းလင်းနေတဲ့ငါဘုရားရဲ့သာသနာတစ်ပင်ကြီးတွေကနေငါသားတော်ကြီးမင်းရဲ့အကိုကြီးအရှင်သာရိပုတ္တရာပြိဋိဘံစံသွားတာဖြင့်အေးငါသာသနာတစ်ပင်ကြီးတွေကတန်ဖိုးမဖြတ်နိုင်တဲ့ခမ္မကြီးတစ်ခုပဲ့ချသွားသလိုပါပဲတဲ့ငါဘုရားလဲစုံမတ်တာပေါ့နှမျောတာပေါ့တဲ့မြတ်စွာဘုရားမနှမျောဘူးလားသို့တော့မြတ်စွာဘုရားနှမျောတယ်ဆိုတာမသေးပါနဲ့လို့တောင်းတတားတဲ့တဏှာနဲ့နှမျောခြင်းဟုတ်ရဲ့လားအာနန္ဒငါဘုရားရဲ့ဌာနဝ၌ခါစားလိမ့်မှာညီဝအာနန္ဒာငါဘုရားမင်းကိုဥပမာပေးရမယ်ဆိုရင်ဖြင့်ခမ္မ၅ပြာနဲ့စီမင်းနေတဲ့တစ်ပင်ကြီးတစ်ပင်တွေကတန်ဖိုးမဖြတ်နိုင်တဲ့ခမ္မကြီးတစ်ခုပဲ့ကြသွားသလိုပါပဲယဟန်ပရိသတ်တွေဘိက္ခုနီမပရိသတ်တွေလူအမျိုးသားတွေလူအမျိုးသမီးတွေနဲ့နေအောင်လာအောင်လို့ထွန်းလင်းနေတဲ့ငါဘုရားရဲ့သာသနာတစ်ပင်ကြီးတွေကငါဘုရားရဲ့သားတော်ကြီးမင်းတို့ရဲ့နောင်တော်ကြီးဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာဟောဒီဘဝကြီးတွေကအပြည့်တိုင်းထွက်သွားတာဖြင့်သာသနာသစ်ပင်ကြီးတွေကတန်ဖိုးမဖြတ်နိုင်တဲ့ခမ္မာကြီးတစ်ခုပဲ့ကျသွားသလိုပါပဲငါဘုရားလည်းနှမျောတာပေါ့ကွယ်သို့တော့ဘယ်လောက်နှမျောလွန်ဆန်လို့မရဘူးတဲ့သာသနာကြီးကိုဒီသစ်ပင်ကြီးကိုတီထောင်စိုက်ထူသွားတဲ့ငါဘုရားဒီပင်လေတနေ့မင်းနဲ့တီခွဲခွဲရအောင်ပါပြိတ္တရဲ့ဥပမာလေးမကောင်းလားဒီတော့ဒီတိုင်းမှာပဲဘုန်းကြီးတို့ပြောခြင်းပါတယ်ဘဂိုးရဲ့သာသနာတော်မြတ်ကြီးနဲ့ကြည်မလားမြန်မာနိုင်ငံရဲ့သာသနာတော်မြတ်ကြီးနဲ့ကြည်မလားကမ္ဘာမှာရှိတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့ကြည်မလားဘယ်မှာပဲကြည်ဒီကနေ့ဘုန်းကြီးတို့ရဲ့သရောဘုရားကြီးနှစ်ပါးဟာသာသနာသစ်ပင်ကြီးတစ်ပင်ထဲကနေတန်ဖိုးမဖြတ်နိုင်တဲ့ခမ္မကြီးနှစ်ခုပရိသတ်ကြီးနာခင်မုံတိုင်းတဲ့ပြင်းထန်လာတဲ့သဘောမျိုးနဲ့တော့မတတ်ရဘူးလားတစ်ချိန်နဲ့ပဲ့ကြမသွားဘူးလားတန်ဖိုးမဖြတ်နိုင်ဘူးလေပရိသတ်ကြီးဘယ်သာသနာနဲ့ပြောဘကိုးမျိုးနဲ့ပြောတကနိုင်ငံလုံးနဲ့ပြောတကဘာလုံးနဲ့ပြော
မြတ်စွာဘုရားရဲ့ဒီကနေ့နေအောင်လာအောင်လို့ထွန်းလင်းနေတဲ့သာသနာတစ်ပင်ကြီးတွေကနေဘုန်းကြီးတို့တွေသီလသမာဓိပညာသိက္ခာဘာမှပြောစရာမရှိတန်ဖိုးမဖြတ်နိုင်တဲ့သာသနာခိုင်းကြီးနှခိုင်းခမကြီးနှစ်ခုပဲ့ကျသွားတာနဲ့မတူဘူးလားအေးဘဂုံမြို့သူမြို့သားတွေနှမျောကြသလိုပဲဟာတဲ့စားတဲ့ဖမ်းလိုက်တဲ့လူတွေကလည်းဟာဘာများဖြစ်တာပါလိမ့်ဟာဆိုတော့ဘုရားကြီးနှစ်ပါးကျောင်းများဘာဖြစ်တာလဲဟာကျောင်းမီးလောင်လို့လားကားများအစီတမီးလားအမျိုးမျိုးတွေးကြတာပေါ့ဘုန်းကြီးတို့ကလည်းလမ်းလမ်းပြီးတော့မဟုတ်ဘူးဒီလိုပဲဆိုပြိဿကြီးကြားတဲ့ပုံကိုယ်တိုင်းကလေစုတ်တက်နဲ့အော်ဖြစ်မှဖြစ်ရလေစုတ်တက်နဲ့ဖြစ်မှဖြစ်ရလေလို့သူတို့ကတော့ခံစားပေမဲ့ဘုန်းကြီးတို့ကတော့လေစာရီဖတ်ပြီးတဲ့ကလေးအော်ဘုန်းကြီးတို့ထေရပါဒံပါဠိတော်မှာသီလမထေရဲ့အကြောင်းထဲမှာပါတယ်သီလမထေရဲ့အကြောင်းထဲမှာပါတယ်ဘာပါလဲဆိုဘုန်းကြီးကအဲ့ရလေးသွားပြီးတော့ဖတ်လိုက်တော့အော်အဲ့ဒီမှာမထေမြတ်ကြီးမိန့်ခဲ့တဲ့စကားလေးမြန်မာလိုပေါ့တော်တော်လေးပြောရရင်တစ်ချိန်လုံးကကုသိုလ်ကောင်းမှုအတူပြုခဲ့တဲ့လူတွေပြိဿကြီးဟာလေသမားတွေစုပေါင်းပြီးတော့ကုသိုလ်ကောင်းမှုပြုပန်းရောင်းတဲ့လူကလည်းပန်းသမားတွေကုသိုလ်ကောင်းမှုတွေစုပေါင်းပြုအကုန်လုံးပေါ့လေပယံသမားလည်းပယံသမားစသည်ဖြင့်တတိယလည်းတတိအကုန်လုံးအတူစုပေါင်းပြီးတော့ကုသိုလ်တစ်မျိုးကိုအတူပြုပြီးပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်များဟာတဲ့ဘဝဇဒံပြိဿရဲ့ဘာလဲဆိုရင်အတူပြုခဲ့တဲ့ကုသိုလ်ကံရဲ့စွမ်းအားတူတဲ့အတွက်ကြောင့်နဲ့ရတဲ့အကျိုးတွေကလည်းတူလိုက်တာတစ်ချိန်မတ်ဖို့နိဗ္ဗာန်ရရင်တော့အတူနိဗ္ဗာန်ဝင်ကြတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့ဒါလေးသွားတွေ့ပြီးတော့အဲ့စာလေးအာယုံပြုစရောဘုရားကြီးနှစ်ပါးဒုဝါဒဒီဘဝဒါ86နဲ့96လို့ပြောတာသူတို့လည်းပဲဟိုးအရှင်သာရိပုတ္တရာလို့အရှင်အာနန္ဒာတို့လိုပဲဘဝဇက္ကတန္တရာတုန်းကအတူဖြစ်ခဲ့တဲ့ပါရမီတို့တွေရှိလိမ့်မယ်ထင်တယ်နောက်ဆုံးသွားတော့လည်းပဲအတူမသွားဘူးလားသွားတာလည်းပြိဿရေဆိုးဆိုးဝါးဝါလားသဘောတရားတိုင်းလားသဘာဝတရားတိုင်းသွားတယ်ဆိုတာဘုံဘဝစဉ်းစားတယ်ရှေးနောက်အတူပါရမီဖြုတ်ပြီးတော့ရှေးနောက်အတူသွားကြပုံရတယ်ဒီတိုင်းပဲလေမြတ်စွာဘုရားရဲ့သာသနာမှာလည်းပြိဿရေအတူပါရမီဖြည့်ခဲ့တဲ့အရှင်သာရိပုတ္တရာတို့အရှင်မဟာမောက္ခလန်တို့6လစောစောပြီးတော့ပြိဋိဘံဆံနောက်ဆုံးကြမှာရှင်တော်မြတ်ဘုရားပြိဋိဘံဆံတာဟုတ်လားအဲ့တော့အတူပြုခဲ့တဲ့ကုသိုလ်တွေရဲ့စွမ်းအားပေါ့ဘုန်းကြီးငယ်တုန်းကဖတ်ဖူးတယ်ဒါမဲ့လို့အကြောင်းအရာကတော့ဟိုပန်းတယ်နေရာနာမည်တွေတော့မိကုန်ဘုန်းကြီးကန်တူအကျိုးပေးဆိုပြီးတော့ဆောင်းပါးလေးတစ်ပုဒ်မဂ္ဂဇင်းထဲမှာဖတ်ဖူးတယ်ဒကာကြီးတယောက်ကဓာတ်လိုက်လို့ဆုံးတာဒကာကြီးကဓာတ်လိုက်လို့ဆုံးတာဒကမာကြီးကနေပြီးတော့သူ့ယောက်ျားကိုသွားပြီးတော့ဆွဲတော့နှစ်အောင်လုံးဓာတ်လိုက်ပြီးသေးရကြီးကဓာတ်လိုက်တယ်ပန်ကာအောင်လားမသိကိုင်းလိုက်တော့ပန်ကာမှာလျှက်စစ်ဝင်ဓာတ်လိုက်ပြီးသေးအဲ့ဒါပြိဿကြီးတရက်တည်းပဲဘုန်းကြီးနဲ့ဘွားကြီးသေးတဲ့အခါကျတော့အတုပချပေါ့အတုပချတဲ့အခါဘုန်းကြီးကရှေ့ကအတုပယင်တစည်းအဘွားကြီးကအတုပယင်တစည်းနှစ်စီးတစ်ပြိုင်နဲ့တည်းချဘယ်ရောက်လဲဆိုဝီးစရရုပ်ရှင်ကိုမိပွိုင်းနဲ့ရောက်ပြိဿကြီးအဘိုးကြီးကရှေ့ကပြက်ရောအဘိုးကြီးကလည်းပြက်ရောပြိဿဘလို့မှဆက်နှိုးလို့မရတော့အချင်းလည်းနောက်ကျနေဆိုပြိဿဘာလို့အဘိုးကြီးကရဲ့အခေါင်းကိုပြန်ထုတ်ပြီးတော့အဘွားကြီးကတော့မှတွဲပြီးတော့တခါတည်းမြင်ပြိဿကြီးကံတူအကျိုးပေးမြသေတော့လေသူနောက်ဆုံးအဲ့ဒါသုတ်တန်သွားတော့ဝိဇ္ဇာပွင့်ရတော့အဘိုးကြီးကဆက်မသွားဘူးမရဘူးငါသူနဲ့တူတူပဲသွားမယ်ဟုတ်လားအဲ့ဒါနဲ့ပြိဿကြီးနှာခေါင်းပေါင်းပြီးတော့ကားပေါ်မှာတင်သွားတယ်အဲ့အကြောင်းလေးကိုဘုံဖတ်ဖို့တယ်အဲ့ဒါလေးသွားတွေ့ပြီးတော့ဒုဆရာတော်ကြီးနှစ်ပါးလဲမင်းသွားရင်ငါလဲလိုက်မယ်ဆိုဘုရားကြီးကနောက်ကလိုက်သွားတယ်ထင်တယ်ဘာပဲပြောသူတို့ရဲ့စွမ်းရည်တတ္တိတွေကကိုဘာမှခံမှန်းလို့မရဘူးဖြည့်ခဲ့တဲ့ပါရမီတွေဘယ်လောက်တွဲခဲ့တယ်ကိုမသိဘူးနောက်ပြီးတော့ဘုရားကြီးရဲ့အကြောင်းဆိုရင်ဘုန်းကြီးတို့ကျောင်းမကြီးတယောက်စီကနေကြားပူးထားတယ်ဘုရားကြီးစေကုသဇင်တော့ဘုရားကြီးရဲ့အယိုးတော်တွေကပုံစံပြောင်းနေတယ်ဆိုတာဆရာဝန်တွေစီကနေပြီးတော့ပြောတယ်ဆိုတာကြားပူးထားတယ်ပြီးတော့ဘုံပြောချင်တာကတော့ပါရမီဖြည့်လာတဲ့ဒီမထေမြတ်ကြီးတွေရဲ့နှစ်ပါးရဲ့အကြောင်းကမထေမြတ်ကြီးတွေကလွင်ဘုန်းကြီးတို့သိနိုင်ဖို့ဆိုတာခင်းပါတယ်ပြီးတော့ပြောချင်တာကတော့အားလုံးလည်းပဲဘဂဝသာသနာမြတ်သာသနာကမ္ဘာသာသနာတွေကကြည့်ရင်တကဘာလုံးသိနေတဲ့တန်ဃာတွေတန်မိုးထားတတ်တဲ့လူတွေတဏ္ဍာန်လုံးရှိနေတဲ့လူတွေတန်မိုးထားတတ်တဲ့တန်ဃာတွေအကုန်လုံးကတော့ဒီသတင်းလေးဖတ်ပြီးတော့နှမျိုးစရာကောင်းလိုက်တာလို့ဖြစ်ကြမှာပါပဲဟုတ်လားဒါကြောင့်ကမ္ဘာသာသနာသစ်ပင်မြတ်သာသနာသစ်ပင်ဘဂဝသာသနာသစ်ပင်ဘယ်သစ်ပင်နဲ့ဥပမာပေးပြီးစော်ပြီးနှစ်ပါးသည်လည်းပြိဿကြီးတ
သာသနာသစ်ပင်ကြီးတွေကတန်ဖိုးမဖြတ်နိုင်နဲ့ခိုင်းနှကိုင်းပဲ့မကြသွားဘူးလားဒီတော့အားလုံးမငိုအောင်လားအေးဒီတော့အရှင်အာနန္ဒာကိုမြတ်စွာဘုရားမိန့်တဲ့စကားလေးဘယ်နှခွန်းရှိသွားပြီလဲအာနန္ဒာတဲ့ဘလောက်ပင်ချစ်ကြပါစေတနည်းနည်းတစ်ချိန်ချင်းမှာရှင်ခွဲသေးခွဲနဲ့ဘုံခွဲတိုင်အောင်ခွဲပါလိမ့်မယ်နံပါတ်1စကားလေးကလောကကြီးထဲမှာဖြစ်နေတဲ့သဘောကိုမဖြစ်ရန်ပြတ်နေတဲ့သဘောကိုမပြတ်ရန်ကြီးပွားတဲ့သဘောကိုမကြီးပွားဖို့ရန်ဆုပ်ယုပ်တဲ့သဘောကိုမဆုပ်ယုပ်ဖို့ရန်ဘုရားရှင်တော်မှတားလို့ရသလားနောက်တစ်ချက်ပရိသတ်ရဲ့မြတ်စွာဘုရားဒီပင်လင်အရှင်သာရိပုတ္တရာဘုံမှာနှမျောဘူးလားတမိုးမထားဘူးလားသို့တော်ပရိသတ်ငါနှမျောလို့မသိနဲ့ကွာလှုပ်လို့ရမလားမရဘူးဒီတော့တို့ပရိသတ်တွေမို့တနိုင်ငံလုံးတစ်ကမ္ဘာလုံးနှမျောပါတယ်သို့တော်တားလို့ရလားအေးစကားလေးသုံးခုပြောပြီးဟောပြီးတဲ့အချိန်အရှင်အာနန္ဒာငြိမ်သက်သွားတဲ့အချိန်မြတ်စွာဘုရားအဲ့ဒီကြမှာအတ္တဒီပါအာနန္ဒာအတ္တတရဏအနိညာတရဏအာနန္ဒာငါဘုရားရဲ့ထံတော်ဘာ၌ခါစားလေမှာညီပွားအာနန္ဒာတုံးမေတင်ချစ်သားချစ်သမီးတို့သည်အတ္တဒီပါကိုကျွန်းသပွဲအမိပြုကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောအတ္တတရဏကိုသာအာကိုရာပြုကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောအနိညာတရဏတခြားသောအာကိုရာကိုမရှာကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောနောက်ဆုံးစကားလေးသုံးခုဟဲ့ညီငယ်တဲ့ငါဘုရားမင်းကိုအကြောင်းကြိုးပြလို့ဆုံးမပြီးပြီဟောဒီလောကကြီးထဲမှာကွာတဲ့မင်းတို့တွေသာမိသာဘပဲဖြစ်ဖြစ်ညီကိုမောင်နှမပဲဖြစ်ဖြစ်ဇနီးခင်မုံပဲဖြစ်ဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ်ဘယ်လိုအဖြစ်နဲ့ပဲကြုံကြပါစေကွာသူမရှိလို့ငါမဖြစ်ဘူးဆိုတာတော့မင်းမတွေးနဲ့အဖြစ်လို့လဲဆိုရင်ဘဝကြီးကဘယ်သူမျိုးမဆိုမွေးခြင်းနဲ့စပြီးတဲ့ကတနေ့ပါလာမှာလဲနေ့တွေနာရီတွေရက်တွေပြောလို့ရလားမရဘူးဒီတော့သက်ရှိသေးကြဘဝတော့မင်းတို့ကထင်နေတာပေါ့ तू မရှိရင်ငါမဖြစ်ဘူးငါမရှိရင် तू မဖြစ်ဘူးနဲ့ထင်နေတာတကယ်တမ်းကတော့ငါမရှိလို့ तू မဖြစ်ဘူးဆိုတာလည်းမဟုတ်ပါဘူးတဲ့ तू မရှိလို့ငါမဖြစ်ဘူးဆိုတာလည်းမဟုတ်ပါဘူးတဲ့ဟုတ်သလားအဲ့ဒီသဘောလေးပဲပြိဿဒါကြောင့်ဘုရားစကားသုံးတော့အတ္တဒီပါအတ္တတရဏအနိညာတရဏစကားလေးသုံးတော့จิตသားတဲ့ဘယ်လိုလူတွေနဲ့ဘယ်လိုကြုံကြပါစေမင်းနှလုံးသားထဲမှာမွေးထားရမယ်စိတ်ဓာတ်ကအတ္တဒီပါကိုကျွန်းလေးတစ်ဖွဲအမိပြုနိုင်အောင်ကြိုးစားပြီးတော့နေပါအတ္တတရဏကိုပဲအာကိုရာအဖြစ်နဲ့အာကိုပြီးတော့နေပါနံပါတ်3ကတော့အနိညာတရဏတခြားအာကိုရာကိုမရှာနဲ့စကားဘယ်နှခေါ်လဲဟောတန်ဖိုးနဲ့တွေ့ရင်တော့တန်ဖိုးမပြတ်နိုင်တဲ့သီလသမာဓိပညာခုံတွေကြောင့်ငိုကြမှာပေါ့ပြိဿရဲ့ဘလောက်ပဲငုံကိုဒီစရောဘုရားကြီးတွေရဲ့တန်ဖိုးတက်မြတ်ကြီးမြတ်စွာဘုရားတို့ရောတန်ဖိုးမကြည့်ဘူးလားဘုရားမရှိတော့ရောသာသနာကြီးမဖြစ်ဘူးဆိုတာဖြစ်လားအရှင်သာရိပုတ္တရာမရှိတော့ရောဖြစ်နေတာပဲဒီတော့ဘုန်းကြီးတို့ပြောချင်တာကတော့တန်ဖိုးထားပြီးတော့သီလသမာဓိပညာဂုဏ်တွေကိုပူဇော်လို့နှမျောလို့ငိုတာအပြစ်မပြောပါဘူးသို့တော့ပြိဿရဲ့စရောဘုရားကြီးတည်ထောင်သွားတဲ့ဒီကြောင်းစရောဘုရားကြီးချမှတ်သွားတဲ့ဒီစည်းကမ်းစရောဘုရားကြီးဟောသွားတဲ့ဒီတရားများသည်စရောဘုရားကြီးမရှိတော့တာနဲ့ပြောင်းမသွားရဘူးမေ့မသွားရဘူးစရောဘုရားကြီးထားခဲ့တဲ့ generation to generation မျိုးဆက်သစ်တွေမကြံဘူးလားမလီလုံနိုင်သေးတဲ့အငယ်လေးပဲရှိတယ်ဘုန်းကြီးတဲ့တဝါပဲကြီးတယ်ဟုတ်လားပြောချင်တာကတို့စရောဘုရားကြီးရဲ့နောက်မှာတက်လာမဲ့စရောဘုရားများစွာကိုတို့ကဆက်လက်ပြီးတော့ပံ့ပိုးရမယ်ဟုတ်တယ်မဟုတ်လားစရောဘုရားကြီးပဲမှန်းစားပြီးငိုရင်းနဲ့ပဲပြိတ္တရဲ့မျက်ရည်တွေနဲ့အချိန်မကုန်နဲ့ဟောဒီကျောင်းသားကြီးကိုစရောဘုရားကြီးတည်ထောင်သွားတဲ့ကျောင်းတိုင်ကိုဆေးရောင်မပြောင်းအောင်နောက်ဆရာတော်ကဆက်ထင်းသွားတာပဲမိုးထားတဲ့သူ့ကိုမိုးလုံအောင်နောက်ဆရာတော်တွေကဆက်ထင်းရတာပဲပြောချင်တာကတော့ပြိတ္တရဲ့စရောဘုရားကြီးပေါ်မှာတန်တစိတ်နှမျောစိတ်တွေနဲ့သတိရရင်စရောဘုရားတည်ထောင်သွားတဲ့ဒီကျောင်းကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီတဲ့အယောင်လက်အောင်လုပ်ရမယ်စ
စရောဘုရားချမှတ်ခဲ့တဲ့ဒီတရားကိုစရောဘုရားရဲ့ခိုင်းတဲ့အတိုင်းလက်တွေ့ကျင့်သုံးပြီးတော့အေးချမ်းအောင်နေကိုနေတတ်ရမယ်ဓမ္မသာလျင်ပြိဿရဲ့ငိုတဲ့မျက်ရည်တန်ဖိုးရှိသလိုကျေးဇူးဂုဏ်တကယ်အာယုံပြုရရောက်မှာပေါ့ဟုတ်တယ်မလားတချို့သရောဘုရားကြီးတွေပြန်တော်မူသွားရင်ကျောင်းဓမ္မကြီးတွေကျောင်းတကာကြီးတွေတချို့တွေမလာတော့ဘူးနောက်ဘုန်းကြီးဆိုရင်ပြိဿအာယုံမပြုတော့ဘူးသာသနာဆိုတာကဒီလိုလုပ်လို့ဘေးရမလဲဆက်တိုက်ပေါ့သရောဘုရားကြီးတွေနောက်မှနောက်သရောဘုရားတွေစင်ဆက်မပြတ်ဆက်သွားဖို့မလိုဘူးလားအေးတချို့ကြတော့လေအဲ့လိုပေါ့တချို့ကြတော့လေအဲ့လိုမဟုတ်ပါဘူးတချို့ကြတော့လေကိုရိတ်သားကိုเจ้าဆိုဆွဲမြင်းနဲ့ဘယ်ဆရာတော်ပဲဖြစ်ဒါကိုတီတောင်သွားခဲ့တာဆရာတော်လည်းရှိရလွန်တော်မူတော့နောက်ကကိုလည်းတည်ရမှာပဲမလွန်ခင်မတည်ခင်လေးလောက်ကြတာပဲမဟုတ်ဘူးလားအေးအဲ့ဒါလေးလည်းတတိမပေးလို့မရဘူးကျုပ်ကတော့ညနာကြီးမကြည့်တော့ကြည့်အောင်မလားအဲ့တော့ပြိဿကြီးအဲ့ဒီမှာအတ္တဒီပါကိုပြောခြင်းလို့ပါကျောင်းတိုင်းဘုန်းကြီးကလည်းကိုအတ္တဒီပါပဲလုံးဝမှာပဲဒကာဒကမတွေကလည်းအတ္တဒီပါကိုကျွန်းကလေးတစ်ဖွဲအမိပြုလို့ရအောင်နေပါဘာလေးလဲဒီတရားကျွန်းနဲ့ပြောမှမြန်မာဘကိုးဆိုတော့ရေမောတယ်ဟုတ်လားဟမ်တော်သေးတယ်ကံကောင်းထောက်မှဆိုဒီနေ့မှဟိုရေကြီးတာတွေသတင်းထဲမှာဖတ်ခဲ့ရတယ်ဘကိုးမပါဘူးဟုတ်လားရှင်နေကောင်းတယ်ဟုတ်လားဒီနေ့တော့ねမာပြောလို့ရဟုတ်လားကဲပြိဿကြီးကျွန်းဆိုတာရေလေကောင်းမှာရောင်းနေတဲ့လူတိုင်းအတွက်ကဲတင်ရလားနင်းမြောက်ရလားဒီတဲ့ရှင်းအောင်ပြောရင်ပြိဿကြီးမဆုံးနိုင်တဲ့ပင်လယ်ကြီးထဲမှာသင်္ဘောခီးနဲ့စီးပွားရှာနေတဲ့သင်္ဘောသားတွေဘလောက်စွာဘလောက်တော်ဘလောက်တက်မှန်မြောင်းတက်လက်နဲ့သွားတဲ့ခီးတိုင်းမှာကျွန်းတကျွန်းတော့ရှာထားဖို့မလိုဘူးလားဘာဖြစ်လို့လဲဆိုရင်ပြိဿရဲ့လေကြောင်းလှိုင်းကြောင်းတခုခုကြောင့်သင်္ဘောပြတ်ပြီးဆိုတာနဲ့ဒီလူတွေဘယ်ကိုအရင်သွားမလဲကျွန်းရောက်သွားမှာပဲကျွန်းပေါ်မှာခြေစုံရက်မိပြီဆိုရင်သိအောင်မလားဒါပဲဟိတော်ပြိဿရဲ့ကျွန်းဆိုတာလူသားတွေကိုကဲတင်တဲ့နေရာလားနစ်မြုပ်တဲ့နေရာလားဒါကြောင့်မြတ်စွာဘုရားမင်းတို့ကိုကျွန်းလေးတစ်ဖွဲကိုကျွန်းလေးကိုတိဆောက်ပြီးအားကိုးရအောင်လုပ်ထားတဲ့နမနေ့ကအတ္တတရဏကိုပဲအားကိုးပါတယ်ပြိဿဘု து အားကိုးအောင်အခုငိုတိတ်သွားပြီမလားဘု து အားကိုးအောင်ကဲမြတ်စွာဘုရားကိုအားကိုးဖို့ပဲမှားတာလားသူများအားကိုးဖို့မှားလားကဲဒကမာကြီးတွေအပန်နဲ့ပြောစမ်းသားသမီးတွေမွေးထားလို့ရှင်တချို့ဒကမာကြီးတွေပြောလေမလီဒီသားကြီးအားကိုးမှာဘုံဘုံဒါကြီးအားကိုးမှာမယုံလားသားသမီးတွေတယောက်မှမရတော့ဘု து အားကိုးလဲသားသမီးတွေတယောက်မှမရခင်တော့ဒကာကြီးနဲ့ဒကမာကြီးဘု து အားကိုးလဲဒကာကြီးအားကိုးလဲဟုတ်လားဒကာကြီးတရားဘု து အားကိုးလဲကော်ဖီလေးတစ်ခွက်တောက်ချင်တာတခါကျရင်ဘုန်းကြီးရှိလေပဲမျက်နှာပြောင်ကြီးတိုင်းပဲဟေးမိမကြီးငါလည်းကော်ဖီလေးလုပ်ပေါ့အမေကြွားတာဟုတ်လားအဲ့တော့ကိုကလည်းဘာရောသူ့အားကြမယ်ဟေးကိုရင်ငါလည်းကော်ဖီဖြောကွာဟုတ်လားကိုလည်းကိုရှိတာကိုကြွားတာဟုတ်လားအဲ့လားပြိဿအဲ့တော့ဒကမာကြီးတရားလည်းပြိဿဟမ်တယောက်တည်းတော့ဘု து အားကိုးတယ်ကလေးတယောက်ရတော့ဘု து အားကိုးတယ်မသိလို့မေးတာဟုတ်လားကျုပ်ယောဂီတွေမေးရင်လေဘုံဘဝတရားတွေပါကဲကိုဘဝလွတ်မြောက်ဖို့ကိုယ်ပဲကြိုးစားအားထုတ်ရမယ်ယောဂီကိုကြိုးစားထားကိုချစ်ရမယ်ကိုချစ်မှကိုဘဝလွတ်မြောက်ရုံမှကိုအာယုမှန်တဲ့ဟောပြင်လေယောဂီတွေဘသူ့ကိုချစ်ဆုံးလဲကိုချစ်ဆုံးပါဗျာအေးအဲ့ဒါဆိုလှုပ်ထားအားထုတ်ထားနောက်နေပြီယောဂီတွေဘသူ့ကိုချစ်ဆုံးလဲကိုချစ်ဆုံးပါဗျာခြားထားဟုတ်ပြီအောင်မင်းနာပရိသတ်အင်းရလည်းဖုန်းလေးညနေလေးလာရောပြိဿတရားပွဲမနှက်မှပြီးတော့မှတရားအဲ့ညာမြင်ယောဂီတွေတရားစကားသိလို့မဖြစ်သေးဘူးထင်တယ်နော်ဘသူ့ကိုချစ်ဆုံးလဲဟောဆက်အားထုတ်လို့ပြောမယ်အဲ့ကြတော့ပြိဿသူတို့ကသိုးသောအတန်မဟုတ်တော့ဘူးအရင်နေ့ကတော့ကိုအချစ်ဆုံးမှနောက်ကျတော့ကိုအချစ်ဆုံးမှဗျာလေးသားပြောင်းသွားတာတယ်လီဖုန်းတကောလောက်လာရင်ကိုအချစ်ဆုံးမှဗျာနောက်ကသားမယ်တသားကိုချစ်ဆုံးမှလာတော့မှလားအဲ့တော့ပြိဿပြောတာပဲဘသူ့အချစ်ဆုံးလဲမေးတော့ဘသူ့အချစ်ဆုံးလဲအိမ်ပြန်ရောက်ရင်လာအောင်ပါပဲဟာလားအဲ့တော့ပြိဿစကားလေးသုံးကောအတ္တဒီပါကိုကျွန်းတဲ့ဘွဲအမိပြုတ်ပြီးတော့ကိုကျွန်းကိုတိဆောက်ပြီးတော့နေတဲ့ အတ္တတရဏကိုပဲလွတ်မြောက်အာကိုပါတဲ့အနိညာတရဏတခြားအာကိုရမရှာနေတဲ့တခြားအာကိုရဆိုတာတကယ်တော့အင်းလေးကြည့်ပဲတဲ့ရန်တိုက်လိုက်မယ်အင်းရောက်မေးကြည့်ဟုတ်လားဘယ်လိုမေးမလဲသိလားအခုဟို86ကျောင်းနဲ့ဆရာတော်ကြီးကလေ
လွန်တော်မူတော့96နဲ့ဆရာတော်ကြီးကနိုင်20ပဲကြားတယ်လိုက်ပြီးတော့လွန်တော်မူတယ်ဟုတ်လားကျမများတင်ရှင်လိုက်သေးမလားမေးကြည့်ဟုတ်လားအဲ့ဒါအဲ့မှာဖြေထွက်လိမ့်မယ်ဟုတ်လားဟမ်အဲ့ကြရင်ခင်ဗျားတို့ဘယ်လိုပြောမယ်ထင်လဲမသိလို့ပါကိုကဘာမှမမေးစရာမရှိတာဟုတ်လားအဲ့တော့အေးအဲ့ကြရင်ပေါ်ပါလိမ့်မယ်မင်းကမင်းသွားရင်သွားငါတော့မသွားနိုင်ဘူးဟမ်အဲ့တော့ပြိတ္တိဘုရားနောက်တဲ့စကားလေးမိတ်လိုက်တယ်ဓမ္မဒီပါအာနန္ဒဓမ္မတရဏအနေညတရဏအာနန္ဒငါဘုရားရဲ့ထံတော်ဘာ၌ခါစားလိမ္မာညီဝအာနန္ဒဓမ္မတရဏတရားဆိုတဲ့ကျွန်းကိုကိုယ်တိုင်တီးဆောက်ကြသည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောကိုကျွန်းလေးတီးဆောက်ပြီးတော့နေဆိုတာအေးငါဘုရားဥပမာပြောတာတကယ်တမ်းကတော့မင်းနှလုံးသားထဲမှာဓမ္မဆိုတဲ့ကျွန်းကိုတီးဆောက်ထားတဲ့ဘိဓာကြီးဘာကျွန်းတီးဆောက်လဲတရားတွေများများနာပြီးတော့ကျွန်းကိုတီးဆောက်ထားတရားတွေလက်တွေ့ကျင့်ပွားပြီးတော့ကျွန်းကိုတီးဆောက်ထားပြိတ္တိကျွန်းလေးကတပြေးတပြေးနဲ့တီးဆောက်လာလို့ခိုင်ခန့်လာရင်တဘာဝဘေးဒဏ်တွေကိုမခံနိုင်ဘူးလားအေးဒါကြောင့်မြတ်စွာဘုရားကိုကျွန်းလေးလို့သဖွယ်တီးဆောက်ပြီးတော့နေဆိုတာမင်းနှလုံးသားထဲမှာဓမ္မဆိုတဲ့ကျွန်းလေးကိုတီးဆောက်ထားဒီတဲ့ရှင်းအောင်ပြောရင်တရားတွေများများနာပြီးတော့မင်းတရားတွေကိုလက်တွေ့အားထုတ်ထားတယ်ကျွန်းလေးသဖွယ်ဆိုတာဘာလို့ခိုင်းတာလဲတရားတွေလက်တွေ့အားထုတ်တာအတ္တတရဏကိုပဲအားကိုးပါဆိုတာလည်းပဲဓမ္မတရဏတဲ့မင်းကိုယ်တိုင်အားထုတ်ထားတဲ့တရားကိုပဲမင်းအားကိုးပြီးတော့နေပရိသတ်ဘာကိုအားကိုးနေရမလဲတို့ပရိသတ်တွေသရောဘုရားကြီးနဲ့တေခွဲခွဲရတယ်လို့မိသားစုတွေရောသာမိသားပါတွေညီကိုမောင်နှမတွေဇေမိကမောနေတငယ်ချင်းမိတ်ဆွေတွေအတူနေလို့ရသလားပရိသတ်ရေတနေ့နေ့တစ်ချိန်ချိန်မှာသာမိသားပါတွေလည်းရှင်ခွဲကနေတေခွဲကိုသွားလိမ့်မယ်တငယ်ချင်းမိတ်ဆွေတွေလည်းရှင်ခွဲကနေတေခွဲဆိုတာသွားလိမ့်မယ်မသွားဘူးလားဘယ်သူနဲ့တေခွဲခွဲရပါစေဟောဒီနှလုံးသားထဲမှာဓမ္မဆိုတဲ့ကျွန်းလေးများတိဆောက်ထားရင်ဝါတရားလေးများစနစ်တကျယုံနာဖြစ်ပျက်ကိုမြင်အောင်အားထုတ်ထားရင်ရုပ်ပဲနာမယ်ဖြစ်ပြီးရင်ပြတ်တဲ့သဘောပဲရှိတယ်ဆိုတာဒါဝိပဿနာဉာဏ်တွေ့အောင်အားထုတ်ထားရင်တို့ပြိဿမျက်ရည်တော်မကြနိုင်ပါဘူးကြာအောင်တော့အဲ့ဒီမျက်ရည်ဒီတတိလက်လို့မကြနိုင်တော့ဘူးဘာဖြစ်လို့လဲဩငါတရားရှုမှတ်တော့ကရုပ်ပဲနာမယ်ဆိုတာလဲငါသိခဲ့ပြီးပြီဒီရုပ်နဲ့နာနဲ့ဆိုတာလဲအမြဲတမ်းမဟုတ်ဘူးအဟောင်းရုပ်တွေနာနေပြောက်အသိရုပ်တွေနာနေပေါ်တဲ့ရုပ်နာအသိကလည်းပြန်ဟောင်းယုံနာအသည့်အဟောင်းတွေပဲပြောင်းဆက်တည်နေတာကိုဒုက္ခနာကိုလို့ခေါ်တာပဲဆိုတာလေးများသိထားရင်အမလီသိတယ်ဆိုတာရုပ်အလောင်းကြံမှသိတာမဟုတ်ဘူးစက္ကန့်တိုင်းထိုယုံနာတွေကမွေလိုက်သေလိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတာများသိထားရင်ဒုပ္ပိတကြုံကျင်တဲ့သိခြင်းလောကဓာတ်ကြုံငိုအောင်မလားငိုခင်အောင်တော့တတိတစ်ချက်လွတ်လို့ငိုမယ်တတိလက်လွတ်ကြီးတော့အမြဲတမ်းငိုနေပါမလားအဲ့ဒီမှာမြတ်စွာဘုရားမိန့်တယ်အာနန္ဒငါဘုရားရဲ့ထံတော်ဘာ၌ခါစားလိမ္မာညီဝအာနန္ဒဓမ္မဒီပါမင်းနှလုံးသားထဲမှာမင်းကိုယ်တိုင်ရှုထားတဲ့တရားကိုကျွန်းကလေးကိုခိုင်ခန့်အောင်ဆက်ပြီးတော့ဒီဆောက်ပြီးတော့နေပါချစ်သားတဲ့မင်းမှာနှလုံးသားမှာဓမ္မကျွန်းတော့ရှိတယ်သို့တော့မင်းဓမ္မကျွန်းကသောတာပန်အဆင့်တော့ဆိုတော့မင်းဒေါသမကင်းသေးတော့လောကဓာတ်နဲ့တွေ့ရင်ငိုရတာပေါ့တဲ့မင်းကျွန်းတာအနာဂံတိယဟန္တာဖြစ်အောင်အားထုတ်ထားရင်မင်းအရှင်သာရိပုတ္တရာမဟုတ်ဘူးငါဘုရားနဲ့တီခွဲခွဲရင်တော့မင်းမငိုတော့ဘူးကဲပရိသတ်အရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အချိန်အရှင်အာနန္ဒာရဲ့နှလုံးသားထဲကဓမ္မကျွန်းသည်ခိုင်ခန့်တဲ့ကျွန်းဖြစ်ပြီးလားသောတာပန်ဆိုတော့အောက်ဆုံးမှာပဲရှိသေးတယ်နောက်တဲ့သက္ကရာကအနာကယဟန္တာကျင့်ဖို့မလိုဘူးလားကိလေသာကင်းတဲ့ယဟန္တာသာဖြစ်နေပြိဿဟိုမှာညီအရင်ဖြစ်တဲ့စုံတာမျက်ရည်တစ်ချက်မှမကြာဘာဖြစ်လို့လဲယဟန္တာဖြစ်နေလို့အခုသောတာပန်ဖြစ်တဲ့အရှင်အာနန္ဒာမငိုအောင်လားအေးအဲ့ဒါလေးကိုဒုပရိသပြောနေတာအငိုတိတ်ပါဆရာတော်ဘုရားကြီးနဲ့ခွဲရလို့ငိုခြင်းတဲ့ဆရာတော်ပြီးတဲ့သီလသမာဓိပညာတွေကိုနှမျိုးလို့တန်းတာတဲ့ငိုခြင်းဖြစ်ပါစေဆရာတော်ဘုရားကြီးကိုမရှိလို့ခွဲခွာခြင်းကြောင့်ငိုရခြင်းတဲ့
ဆရာတော်ဘုရားဟောကြားမဲ့တရားတွေနောက်ထပ်မနာရလို့တန်တခြင်းပဲဖြစ်ပါစေတဲ့ပရိသတ်တနေ့တော့ဘာဖြစ်ရမှာလဲဓမ္မတရဏမင်းတို့ကိုယ်တိုင်ရှုမဲ့ပွားများထားတဲ့တရားကိုပဲအာကိုရာရှိကြကုန်သည်ဖြစ်ဝိဟာရဒနေထိုင်ကြပါကုန်လောတကယ်လောကဓာတ်နဲ့တွင်ရင်မင်းအာကိုနေတဲ့ဓမ္မကိုပဲမင်းဆက်အာကိုပြီးတော့လုံးတဲ့ဘယ်သူမှအာမကိုနဲ့အခုငါဘုရားရှင်မင်းလာငုံနေလို့ငါဘုရားကမင်းမျက်ရည်တိတ်အောင်တော့မပေးနိုင်ဘူးတဲ့မင်းနှလုံးသားမှာအာကိုလောက်တဲ့တရားရှိမှမင်းကိုမျက်ရည်တိတ်ပေးမှာဒီတော့အငိုတိတ်ဖို့ရန်အတွက်နှလုံးသားမှာတရားကျွန်းနေတိဆောက်ဖို့မလိုဘူးလားအနိညာတရဏငါဘုရားရှင်ကိုတော်မြတ်ကိုယ်တိုင်ခေါ်ပြီးတော့မင်းကိုယ်တိုင်ရှုမှတ်ပွားများထားတဲ့တရားကလွယ်၍တခြားအာကိုရာမရှာကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောငါဘုရားဟောတဲ့အတိုင်းမင်းကိုယ်တိုင်ကျင့်ထားတဲ့ဒီတရားကနေတခြားအာကိုရာမရှာနဲ့ချက်သားတဲ့လောကကြီးမှာမင်းမျက်ရည်ကိုငိုတိတ်ပေးနိုင်တဲ့တရားဘယ်မှာမှမရှိဘူးဟောဒီကျင့်ထားတဲ့တရားမှပဲရှိတယ်ဘောပေါက်လားဒါကြောင့်အလုံးဒုဓမ္မဆွေတော်မျိုးတော်တွေသရောဘုရားကြီးရဲ့ဇာပနာပွဲမှာနှမျောလို့တန်တလို့ငိုရင်ငိုပါငိုနေတဲ့မျက်ရည်ဒီဆရာတော်ဘုရားရဲ့ယုတ်ကလတ်တော်ရှေ့မှာထိုင်ပြီးတော့အနေစာမမြဲဘူးဒုက္ခဆင်းရဲအနတ္တအစိုးမရဆိုတဲ့သရောဘုရားကြီးများပြီးခဲ့တဲ့ဩဝါဒတရားအတိုင်းနေယုတ်နံမှာရှုမှတ်ပြီးတော့များပူဇော်လိုက်ရင်ဆရာအပေါ်မှာအငိုတိတ်ရုံနေမဟုတ်ဘူးတရားနဲ့တောင်ကျေးဇူးဆက်ရမရဘူးလားငိုနေုံနဲ့ပြီးမလားအေးသရောဘုရားကြီးရဲ့နောက်ဆုံးအန္တိမအကိဇာပနာပွဲမကျင်းပခင်ယုတ်ကလတ်တော်ရှေ့မှာအပြစ်တွေကိုကြော့တောင်းမှန်ပြီးရင်သရောဘုရားညွှန်ကြားခဲ့တဲ့လမ်းကြောင်းတိုင်းတပိတော်ဟောဒီမှာယုတ်နံကိုရှုမှတ်ရင်းနဲ့ပူဇော်ပါပြီဘုရားလို့များပူဇော်လိုက်ရင်ဆရာတော်ဘုရားကိုလည်းပူဇော်တဲ့နေရာမှာအမြင့်ဆုံးအမြတ်ဆုံးနဲ့ပူဇော်ရာရောက်တယ်လို့ကိုယ်တိုင်ခံစားနေရတဲ့သောကထံချက်ဒီလည်းပဲဖြစ်ပြဉာဏ်တွေပြန်ပေါ်ပြီးတော့တတ်တာပါလိမ့်မယ်ဒါကြောင့်အငိုတိတ်ပါဟာလဲအခုမြတ်စွာဘုရားအရှင်အာနန္ဒာကိုငိုခိုင်းနေတာလားအငိုတိတ်ခိုင်းနေတာအငိုတိတ်ခိုင်းနေတာဒါကသရောဘုရားကြီးနဲ့ပတ်သက်လို့နောက်တစ်ခုပြောချင်တာကသရောဘုရားကြီးတွေမရှိတော့ပေမဲ့ဒီနေရာမှာသာသနာကွယ်သွားပြီလားကျောင်းတိုက်ကြီးမှာတန်ခါဘယ်နှပါးရှိတယ်80ကျော်ဟာဘယ်နည်းမလဲပြိဿရဲ့ဒီတန်ခါ80ကျော်လည်းပြိဿပြစ်ထားလို့ရမလားတို့ဆရာတော်ဘုရားကြီးနောက်မှာဆရာတော်တွေဆက်ပြီးတော့ပေါ်လာဖို့ရန်အတွက်လုပ်ဖို့မလိုဘူးလားအေးအဲ့ဒါတော့မကြပြောမှရမှာဘာဖြစ်လို့လဲခုနကပြောသလိုပဲတချို့ဆရာတော်ကြီးတွေမရှိရင်ဒကာဓမ္မတွေကကြောင်းလာရင်တော့အားမရှိတော့ဘူးတေးတာမဟုတ်သေးဘူးနော်ကျတို့အရှင်လက်လက်ကြီးတော်မှလေရန်ကုန်ကျောင်းကဖုံးဆက်တယ်အမေကသိမကျင်တတ်ချင်တော့မနှိပ်ရပဲဖုံးဆက်တယ်ဘုံဘုံလက်ကူမှနေတာတော့ကြားနေဘယ်တော့ပြန်ကြွလာမှလို့ဟာအမေတော့နောက်လ10ရက်စကန်းကြီး10ရက်ပြီးနောက်လ17ရက်17ရက်အိုးတဲ့ဂျာကြီးပဲတဲ့အမေကလည်းလို့မထူးဘူးလေလို့ဒီနေ့ဘကုန်းဟောပြီးမနေ့မှတရားနာတပတ်ကစားတော့မလားဘာဖြစ်လို့လဲဆိုမလေးတယ်ပြောမပြောချင်ဘူးလေသူတို့ဆရာတော်မရှိတော့တခေါင်းမှပေါ်မလာဘူးလေသူတော့မကျင်တတ်ချင်တော့လားအဲ့တော့ပြောချင်တာပြိဿကြီးသေတာတော့မဟုတ်သေးဟိုဘက်ကျောင်းသွားရင်တော့ဟိုဘက်ကျောင်းလိုက်တယ်ဒီဘက်ကျောင်းမလာဘူးဒါတော့တဘာဝပဲလေသို့တော့ပြိဿကြီးအဲ့တဘာဝကြီးကပန်ရလားအကုန်လုံးတော့မမှန်ဘူးနော်ဟုတ်လားဘုန်းကြီးကျောင်းမှာဆရာတော်ကြီးကပြန်တော်မူကျောင်းမကြီးတဲ့သူတို့ကျောင်းမှာဆရာတော်ကြီးမရှိတော့ဘူးဆိုတော့ကျောင်းကိုလာမတက်ချင်တော့ဘူးတဲ့မခံစားနိုင်လို့အဲ့ဒါဘာလို့တော့ဆရာတော်ကြီးရဲ့ယုတ်ကလအယိုးအိုးလေးကိုပြိတဲ့ကျောင်းထဲမှာအယိုးကူလေးလောက်တာညနေဒကမာကြီးကဆရာတော်ကြိုက်တဲ့ဖြော်ရည်လေးနဲ့ဆရာတော်အတွက်ပန်းလေးနဲ့ပန်းအိုးလေးယူလာဖြော်ရည်ခွက်လေးယူလာပြိတဲ့ကျောင်းပေါ်မှာမတက်ဘူးကျောင်းပေါ်မှာသူ့တပည့်ဘုန်းကြီးတွေကကျောင်းထိုင်တယ်ကျောင်းမှာမတက်တဲ့အခါကျတော့ဘာလုပ်လဲသူကဂူလေးပေါ်မှာခါတဲ့ဖြိုရည်လေးခွက်လေးတင်ပြီးတော့ပန်းဦးလေးချအမလေးဆရာတော်ဘုရားတနေ့ပြည့်ပြီမယ်ရင်ထဲမှာသရိယာတော်မှာဘုရားငိုလိုက်ငိုမလေးတိုင်းငိုပြီးဆိုအာရပငိုပြီးပြန်သွားရင်လေဆရာတော်ကမတော့တော့တာဟိုတောက်လို့မှမရတော့အဲ့ဘာလို့တော့ဆရာတော်တောက်တဲ့အထိမဲ့ခူပေါ်မှာတခိုင်းဖြိုရည်လေးဖမ်းပန်းလေးထားပြန်သွားကျောင်းမဘုန်းကြီးကျောင်းမကြီးပြီးရင်ကျောင်းပေါ်များလာအောင်မလားဆိုနေရာလေးပြင်ဆောင်ပြီးလဲပြီးတော့သူကကျောင်းတော်မျက်စောင်းတော်ထိုးမကြည့်ပြန်သွားတခါလာလဲငိုပြန်သွားတခါဆိုရက်ဆက်လိုက်တာဆရာတော်မရှိဘူးငါကြတော့ပြစ်ထားတယ်မရှိတဲ့ဆရာတော်ပဲဖြိုရည်သွားပြီးသွန်ချပြီးတိုင်းငါတောက်တဲ့ဘုန်းကြီးကြောင့်မလို့အဲ့တော့ဟိုကိုတော်လည်းဘာလို့မှမသိဘူးဘယ်လိုတရားဟောရမှလည်းမဟုတ်ဘူးဆိုကိုတော်ကကြံထုတ်ကဲမတတ်နိုင်ဘူး
ဂူလေးရတယ်နဲ့2ပေဝဲ3ပေလောက်မြင့်ဟန်တူပါတယ်အဲ့ဒီကိုတော့လေတင်ကောင်း ground ကြိုက်ဧကတိကိုလုံးထားတဲ့မိခါတယ်ဒကမာကြီးတွေလည်းအဲ့မှာခါတိုင်းလိုပဲလာပြီးတော့ဂူပေါ်မှာဖြော်ရည်ကွက်လေးတင်ပန်းပွင့်လေးတင်လဲပြီးတော့ဆရာတော်ဘုရားဘလောက်ပါညာငိုတဲ့ငိုသူတို့ငိုယုံပဲရှိတယ်အဲ့ဒီကိုတော့ဘာလို့ဧကတိကိုဖြစ်ကြအောင်မလေးဆရာတော်ဘုရားတပီတော်အာစာရဘာမှမဝတာသိတော်မူပါဖေယောဟာလားခူပေါ်မှာဂျွန်းပြစ်ပြီးတော့ဟိုဘက်ကိုဂျွန်းပြစ်ချလိုက်ငိုလိုက်အမလေးဆရာတော်ဘုရားထားကြည့်ပါဦးဗျာဆရာတော်မရှိခင်တည်းကတပီတော်အာစာရရေမရမီးမရဆွမ်းမရမဝပါဘူးဖေဟာလားဂျွန်းပြစ်ပြီးတော့ငိုချပြတယ်ပြီးမှဟင်းနဲ့သူကယူဥတိုက်ပြီးငိုနေတော့ကိုကခါတဲ့ငိုတဲ့တက္ကမတွေဘာလို့မလဲတော်လဲကြာသူအငိုမနေတော့အရှင်ဘုရားအရှင်မြတ်တတိထားပါဗျာဟမထားနိုင်ဘူးဆရာတော်မရှိတယ်ဘယ်เจ้าမှမလဲဆောင်းမလားအဖြော်ရည်မလားနဲ့လူလည်းမဝတော့ဘူးအဲ့တော့မှပရိသတ်တက္ကမကြီးတောင်းရမမဗျာတတိယပါပြီအမနဲ့ပါလာပါတော့မယ်ဗျာတခါကကြအဲ့လိုကျွတ်နှောင်းဝင်အောင်ခေါ်ရတာလားအဲ့တော့ပရိသတ်ကြီးကျောင်းကဘုန်းကြီးတွေလည်းအာချောက်အောင်လည်းမပြစ်ထားနဲ့ဟုတ်လားအဲ့တော့အတိတ်ချွတ်ရင်တော့အငိုတိတ်ပြီးရင်ဘာနဲ့တိတ်ရမလဲဓမ္မနဲ့အာနန္ဒာငါဘုရားရဲ့ထံတော်ဘာ၌ခါစားလေမညီဝအာနန္ဒာဒုံမေသင်္ချေတာจิตမိတို့သည်အတ္တဒီပါကိုကျွန်းသပွဲအမိပြုကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောအတ္တဒီပါဆိုတာပြိဿိဓမ္မဒီပါကိုယ်တိုင်ရှုမှတ်ပွားများထားတဲ့တရားကိုကျွန်းသပွဲတိုးပွားအောင်တည်ဆောက်ကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောရှင်းပြီလားအတ္တသရဏကိုသာအာကိုရာပြုကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောပရိသတ်ရဲ့အဲ့ဒီဥပမာလေးအတိုင်းပဲဓမ္မသရဏကိုယ်တိုင်ရှုမဲ့ပွားများထားတဲ့တရားကိုပဲအာကိုရာရှိကြကုန်သည်ဖြစ်၍ဝိဟရထနေထိုင်ကြပါကုန်လောဟုတ်လားအနိညသရဏတခြားသောဘဝရဲ့လွန်မြောက်ရာအာကိုရာဆိုတာဘာမှမရှိပါဘူးဒါကြောင့်အနိညသရဏတရားကလွဲ၍တခြားသောအာကိုရာကိုမရှာကြကုန်သည်ဖြစ်ဝိဟရထနေထိုင်ကြပါကုန်လောဣတိသောဘဂဝါဘုံတော်6ပါးသခင်ဖျားရှင်ကိုတော်မြတ်ကြီးသည်အာယသမန္တအာနန္ဒံအရှင်သာရိပုတ္တရာမတိမြတ်ကြီးပြိဋိဘံစံသွားတဲ့စကားကိုကြားရတဲ့အချိန်အငိုမတိတ်နိုင်ဖြစ်နေတဲ့အရှင်အာနန္ဒမထေရမြတ်ကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပဲပြိဿရှင်ခွဲတင်ခွဲကွဲနေငိုနေုံနဲ့ပြီးမလားဘာနဲ့ဖြေမယ်ဘာနဲ့နေမယ်ဓမ္မနဲ့ဖြေတတ်ပါစေဓမ္မနဲ့နေတတ်ပါစေကိုယ်တိုင်တနေ့သိရင်လည်းပဲဓမ္မနဲ့တည်တတ်ပါစေဒီတော့အိမ်မှာမြတ်စွာဘုရားဆက်ပြီးတော့မိတ်နေတယ်ဒါလေးတော့9မိနစ်လောက်ဆိုပြီးပါပြီဒကာကြီးကလည်းဆန္ဒပြလာတက်လာပြီဟုတ်လားအဲသဘောပေါက်ပြီဟုတ်လားအဲ့တော့ပြိဿမြတ်စွာဘုရားငါဘုရားမိတ်တဲ့ဓမ္မဆိုတာဘယ်မှာရှာရမှာလဲပြိဿတရားရှာအတဲဟုတ်ပါလားတန်းတည်တာပဲတရားရှာဘယ်မှာတွေ့โอเคအဲ့ဒီကိုမှဘယ်နှခါရှာပြီးပြီဟမ်ပြိဿအဲ့ဒီမှာမြတ်စွာဘုရားจิตာကာယေကာယ ानु ပတိဝိဟရတိမင်းတို့ရဲ့ယုံတရားကြီးမှာလှုပ်ရှားနေတဲ့အမူအရာတိုင်းကိုလည်းတတိကပ်ပြီးတော့စောင့်ကြည့်နေတဲ့အဲ့ဒါဆိုရင်ကာယ ानु ပတနာတတိပဋ္ဌာန်ကိုမှတ်နေတာပဲခံစားနေရတဲ့ဝေဒနာတွေကိုလည်းမင်းတို့တတိကပ်ပြီးနေအဲ့ဒါဆိုရင်ဝေဒနာကိုအနုပတနာအစဉ်တစိုက်တတိပဋ္ဌာနာတတိဆွဲကပ်ပြီးတော့မှတ်နေတာပဲအဲ့ဒီဝေဒနာလည်းမမြဲဘူးတဲ့ဘယ်လိုမမြဲတာလဲဒီဝေဒနာဟာကိုက်နေတယ်တိုးတာရှိတယ်ရော့တာရှိတယ်တီးတာရှိတယ်ပြက်တာရှိတယ်ပျောက်သွားတာရှိတယ်အဲ့ဒီမှာပဲအနိစ္စဒုက္ခအနတ္တစုံအောင်ပြနေတယ်ကွာကဲပြိဿရဲ့လက်ခံလားလက်မခံရင်အလွယ်လေးအခုပြန်ပြင်ထိုင်ကြည့်လိုက်အမှန်တမ်းပြောကြည့်အခုတနာကြီးခွဲပြီးညောင်းသလားကောင်းသလားဟမ်အော်ညောင်းပါတယ်ဗျာကျေးဇူးတင်ပါတယ်ဘုံဘုံကလို့မေးကြည့်ပါဦးမေးကြည့်ပါဦးအိတ်တောင်အိတ်ချင်နေပါပြီဗျာဟုတ်လားတ
သူတို့ကြတော့ညောင်းပါတယ်ဖေရတယ်အော်တယ်သူတို့ကထိုင်မိကြည့်ရဒီမှာအော်လဲအော်သေးထိုင်လဲထိုင်သေးလှုပ်လို့လည်းမရဘူးလားဟုတ်ပါတယ်ပြိဿဒါလိန်လို့ရသလားကြည့်ဝေဒနာကိုတတိကတ်လိုက်တာကိုပြိဿမျက်လုံးလေးအာယုံပြုမိတ်ပြီးတော့တတိကတ်တာမပြောနဲ့အခုကိုက်နေတဲ့ဝေဒနာလေးတခုကိုပြန်ပြင်ထိုင်လိုက်တာနဲ့ကိုစောစောရရှိသေးလားအဲ့ဒီမှာအနိစ္စမပေါ်ဘူးလားအဲ့ဒီမှာမြတ်စွာဘုရားမင်းနဲ့မင်းတို့ရဲ့ရုပ်အပေါင်းမှာလဲကိုယ်မူရာကိုတတိကပ်ပြီးတော့မှတ်နေခံစားနေရတဲ့ဝေဒနာတိုင်းကိုလည်းတတိကပ်ပြီးတော့မှတ်နေတွေးတဲ့စဉ်းစားတဲ့စိတ်တွေနဲ့တတိကပ်ပြီးတော့မှတ်နေကြားတဲ့မြင်တဲ့အရာတွေနဲ့တတိကပ်ပြီးတော့မှတ်နေတဲ့အဝေးကြီးမဟုတ်ဘူးချစ်တာတဲ့အဲ့ဒီရှုခွင်းရှုခွက်လေးခွက်တိုင်းတာမင်းတတိကပ်ထားရင်မင်းနှလုံးသားမှာအမြဲတမ်းတတိကပ်တော့တရားကပ်နေတယ်လို့ခေါ်တယ်တတိတာကပ်နေလို့ယုံနိုင်ဖြစ်ပျက်ကိုသာမြင်သွားရင်အရှင်သာရိပုတ္တရာမဟုတ်ဘူးမြတ်စွာဘုရားပြိဋိဘံစံရင်တော့အရှင်အာနန္ဒာငိုပါမလားအေးပြိဿရေပြည့်ဝသွားရင်မငိုတော့ပါဘူးအခုမပြည့်သေးတော့မငိုအောင်လားခဲအားလုံးလည်းမငိုအောင်လားအေးငိုယုံလေးနဲ့ပြီးမလားမပြီးဘူးဆိုတော့ဘုရားကြီးတွေကိုပူဇော်တဲ့အနေနဲ့ဓမ္မနဲ့ကျေးဇူးဆက်ရမယ်ဆိုတော့ဘုရားကြီးတွေကိုကြီးညိုလေးစားတန်ဖိုးထားတဲ့အနေနဲ့ဆိုတော့ဘုရားကြီးတည်ထောင်သွားတဲ့ဒီကျောင်းသားကြီးကိုဓိတက်တိုးတက်ပြည့်စုံအောင်တည်ဆောက်ရအောင်မယ်သာသနာမျိုးဆက်တည်မွေးထုတ်ရအောင်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကကာယဝေဒနာစိတ်ဓမ္မတတိပဋ္ဌာန်တရား၄ပါးကိုအမြဲရှုမှတ်ပွားနေမင်းဟာမင်းနှလုံးသားကိုတရားကျွန်းနေတည်ဆောက်နေတာနဲ့အတူတူပဲအဲ့ဒီတတိပဋ္ဌာန်တရားလက်ကင်ထားပြီးပွားနေမင်းကြိုက်တဲ့လောကဓာတ်နဲ့တွေ့အဲ့ဒီတရားကိုပဲအားကိုးပြီးတော့မင်းနေတတ်လိမ့်မယ်တဲ့တတိပဋ္ဌာန်တရား၄ပါးပွားလို့ယုံနာရဲ့ဖြစ်ပျက်ခြင်းကိုသိသွားရင်ဘာမှအနှစ်မရှိတန်ဖိုးမရှိတဲ့ဘဝခန္ဓာဆိုတာသိသွားတဲ့အတွက်တရားအားကိုးရမင်းမရှာတော့ဘူးဒါကြောင့်မင်းသည်ကာယဝေဒနာစိတ်ဓမ္မတတိပဋ္ဌာန်တရား၄ပါးကိုရှုမှတ်ပွားပြီးတော့မဉ္ဇဉ်ဘုံဉဏ်ကိုအဆုံးစွန်ဆိုင်အောင်ကြိုးစားအောင်လို့ဘုရားအဲ့ဒီမှာအရှင်အာနန္ဒာကိုအငိုတိတ်ဖို့မိန့်ပါတယ်ဘုန်းကြီးတို့ကဒီသဘောပဲပြောပြရစီအားလုံးအငိုတိတ်ပါတတိပဋ္ဌာန်တရားလက်ကင်ထားလို့ဘုရားကိုပူဇော်ပါဘုရားရဲ့သားတော်သရောဘုရားကြီးနှစ်ပါးကိုပူဇော်ရင်ပူဇော်ရလဲမြင့်မြတ်တယ်လို့ကိုယ်နှလုံးသားမှာလဲဓမ္မကျွန်းနေခိုင်ခန့်လာပါလိမ့်မယ်ဟုတ်လားအဲ့ဒီမှာပဲမြတ်စွာဘုရားမိန့်ပြီးရှင်သာအာနန္ဒာငါဘုရားမိန့်ကြတဲ့ကာယဝေဒနာစိတ်ဓမ္မတတိပဋ္ဌာန်တရား၄ပါးကိုပဲမင်းနှလုံးသားထဲမှာကျွန်းနေအဖြစ်နဲ့တည်ဆောက်ပြီးတော့ထားဆိုတဲ့စကားသည်ငါဘုရားတတ်တော်ထင်ရှားရှိစေလည်းပဲဒီအတိုင်းမိန့်ကြသလိုငါဘုရားပြိဋိဘံစံပြီးတဲ့နောက်ပိုင်းမှာလည်းပဲအလုံးသောငါဘုရားကိုကြည်ညိုလေးစားတန်ဖိုးထားကြတဲ့သာသမီမန္တများတို့သည်ကာယဝေဒနာစိတ်ဓမ္မတတိပဋ္ဌာန်တရား၄ပါးကိုပဲအမြဲမပြတ်ရှုပွားကြကုန်၍ဒုက္ခခတ်သိမ်းချုပ်ပြန်ငြိမ်း၍ဇတ်သိမ်းရမှမြတ်နိဗ္ဗာန်ကိုကောင်းစွာမသွေသွားရောက်နိုင်ပါပေတော့တည်းအေးရှင်တော်မြတ်ဘုရားကလည်းဓမ္မကျွန်းကိုလည်းညွှန်ကြားလို့ဓမ္မသဘောလည်းခေါ်ပြီးတဲ့အချိန်အရှင်အာနန္ဒာမထေရမြတ်လည်းပဲမျက်ရည်သိမ်းလို့အငိုတိတ်တော်မူပါပြီကဲအားလုံးလည်းဒီလောက်ဆိုရင်မျက်ရည်သိမ်းနိုင်ပြီမို့လားမသိမ့်ကျုပ်ကသဘောပေါက်ပြီသိတော့မယ်ဒေသေတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဝိနန္ဒနာစိတ်တေနသာဓုသာဓုတိဘာသထာသာရောတရားနာလာကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့ဒုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓဖြာဖြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံဝန်တော်မှဒေတိတောင်တဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာသောကတံချက်နှိမ့်ဆက်ခံရတဲ့အချိန်အရှင်အာနန္ဒာမထေရမြတ်ကိုအငိုတိတ်ပေါ်ရအတွက်ရှင်တော်မြတ်ဘုရားရဲ့မေတ္တာကရုဏာကြီးမားစွာဖြင့်ဟောကြားပေးခဲ့တဲ့ဒီတရားကိုပဲရှင်တော်မြတ်ဘုရားရဲ့သားတော်မထေရမြတ်ကြီးနှစ်ပါးလွန်တော်မူတဲ့အချိန်
တောကမြတ်ရေဖြိုင်မြိုင်စီလို့ငိုညီးခြင်းနဲ့အချိန်မကုန်ဖို့ရန်အငိုတိတ်ဖို့ရန်အတွက်တတိပေးလိုက်တဲ့ဣတရားဒေသနာတော်မြတ်ကိုသွန်နေတဝါကောင်းစွာယုသိနာကြကြကုန်ပြည်သည်ဖြစ်၍အဝိနန္ဒနာစိတ်ဒေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဝိနန္ဒနာစိတ်ဒေနာဟောဒီကိုယ်တော်တိုင်ဝိုင်းပြီးတော့ဟောလာလိုက်တာအောင်မလေးယုတ်တရားနန္တရားကိုပဲလုံးမြန်ပတ်ရမလဲလို့မှန်နည်းလေးပြီးမလားလို့စောင့်နေပါတယ်ဘာထူလဲသူလဲပဲဟိုပြောဒီပြောနဲ့သိမ့်သွားပြီလို့တရားလေးကိုဇက်တောက်လို့ထင်စိတ်ထဲမှာမကြည်နဲ့မကြည်မလင်နဲ့အေးအပြန်လမ်းမှာလက်လေးကုတ်ကားပေါင်လေးပုတ်ကားနဲ့အတင်းပြောလို့ပြန်ရရအောင်မယ်ဆိုရင်ပရိသတ်ရေဘုန်းကြီးဆိုတာအလိုက်သိဖို့လိုပါတယ်ဟောဒီကိုတော်ကတတိလေးတကားပဲချတယ်ခောဘကတကားကြီးကပန်းကြီးကိုင်းပြီးတက်လာတော့ဩသူတော်ပင်မနေပြီထင်တယ်လို့အလိုက်လေးသိစွာနဲ့သူလည်းပဲအချိန်ကြီးကောင်းလို့တတ်တာငါလည်းပဲမညောင်းငင်းလေးကြောင်းပြန်တော့အချိန်ကြီးကောင်းတယ်လို့သူ့ဘက်ကိုယ်ဘက်မြတ်အောင်တွေအားလုံးရဲ့အပြုံးလေးတွေကလည်းအဲ့ဒီနောက်ဆိုရင်တော့ကြိုက်တယ်ဆိုတာသဘောပေါက်ပါတယ်ဒါကြောင့်ဘာမှပြောမနေနဲ့အားလုံးပြိဿတွေအတွက်အလိုက်တည်တည်နဲ့တဏှာကြီးခွဲလေးခေါ်ပြီးတော့ပြန်ရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးကြိမ်သုံးဝနှုတ်မြတ်ဟာ၍ကောင်းစွာမသွေကျူရင်လိုက်ကြလေကုန်ရာတည်း